ဘာစကလုံးလဲဆရာဆိုတာမြန်မာစကလုံးဟုတ်လားကဲနိုင်ငံသားတွေကိုမြန်မာပြည်ရောက်ရင်ဒါမှမဟုတ်ဒီရောက်လာတဲ့ခါမှာကိုနဲ့ခင်မင်တဲ့ကဲမလေးရှားတရုတ်တွေပဲဖြစ်ဖြစ်ဟလာမလေးရှားအဲ့လိုသူတို့တွေကိုမြန်မာစကားစတင်ဘာစကားစတင်ပြီလဲမင်္ဂလာပါမင်္ဂလာပါတင်တယ်နိုင်ငံသားတွေမြန်မာပြည်ရောက်ရင်လည်းမင်္ဂလာပါဟလာစတင်ပြီတယ်ဆိုတော့မင်္ဂလာပါဆိုတာအဲ့ဒါမြန်မာစကားမဟုတ်နော်မြန်မာစကားမဟုတ်အိမ်ဒီမှာမသုံးတကယ်ချင်းချင်းလည်းမသုံးကျွန်တော်တကယ်ချင်းတယောက်နဲ့တယောက်တွေ့တကယ်ချင်းမင်္ဂလာပါဆိုရှင်ကျွန်တော်နံပါတ်ချင်းခံပါကြောက်တိုင်းအဲ့လိုပဲနှုတ်ဆက်တာဟုတ်ပြီနော်ကျွန်တော်သားတွေလည်းပြန်လို့ရှိရင်ကျွန်တော်သားတွေကကျွန်တော်လေအဖေမင်္ဂလာပါနှုတ်ဆက်လားဟမ်နှုတ်ဆက်လားမင်္ဂလာပါလို့မိသားစုထဲမှာနှုတ်ဆက်လားအဲ့မင်္ဂလာပါဆိုတာကျောင်းတွေဟိုတယ်တွေပွဲတွေမှာသုံးတဲ့စကားဟုတ်ပြီနော်အဲ့ဒီမင်္ဂလာပါဆိုတဲ့စကားကသူကမွေးစားထားတဲ့စကားဗမာစကားမဟုတ်ဘူးအဲ့ဒါနော်အဲ့ဒါကိုသိရမယ်မွေးစားပြီးစဉ်းသက်လာတာဆိုတော့ magazine တို့ director တို့ editor တို့ဆိုတာလေကျွန်တော်ကျောင်းစာမှာသင်ရတယ်အဲ့ဒီဟာတွေကဗမာစကားမဟုတ်ဘူးပတ်စံအိန္ဒိယကနေလာတာပတ်စံဆိုတဲ့ဟာမြန်မာစကားမဟုတ်ဘူးအိန္ဒိယစကားကနေလာတာအိတ်ကတ်တို့ဘာလို့နော်အေးအဲ့ဒါဆိုတော့ကျွန်တော်မင်္ဂလာပါဆိုတာဗမာစကားမဟုတ်ဘူးအဲ့ဒါမွေးစားထားတဲ့စကားဆရာဆိုတာလည်းဗမာစကားမဟုတ်ဘူးဆာရာဟုတ်ပြီနော်ပါဠိစကားအဓိပ္ပာယ်ကအရိပ်လို့အဓိပ္ပာယ်ရတယ်ဘာလဲလဲအရိပ်အဲဆိုရှင်သူ့ရဲ့ဆရာဆိုတဲ့အဓိပ္ပာယ်ရဲ့စကားလုံးရဲ့အဓိပ္ပာယ်အကျယ်ကပါတယ်သူတစ်ပါးကိုအပူမပေးဘဲနဲ့အေးချမ်းမှုကိုပေးတဲ့သူတို့အဓိပ္ပာယ်ရတယ်အဲ့တော့ကျွန်တော်တို့ခရစ်နေကြားမှာတော့ဆရာရန်ခေါ်ကြတယ်ကျမ်းစာသင်တဲ့သူကိုဆရာတရားဟောတဲ့သူကိုဆရာကျွန်တော်ကကြတော့ဆရာခေါ်တဲ့ကဘုန်းကြီးကျောင်းတဲ့ခရစ်ယာန်ကျောင်းမှာကြီးပြလာတဲ့ခါကျတော့ကျွန်တော်အဲ့ဒီဆရာအဓိပ္ပာယ်ပါလဲအဲ့ဆိုကျွန်တော်ရှင်းမပြောဘူးလေဘာမဟုတ်ဘူးလဲပါလေအဲ့ဆိုရှင်ဆရာဆိုတာသူတစ်ပါးကိုအပူမပေးဘဲနဲ့ဘာကိုပေးတာလဲအေးချမ်းမှုကိုပေးတဲ့သူကိုဆိုလိုတယ်အဲကြောင့်သခင်ယေရှုကဝင်လေးရေးပြမန်းသောသူပေါင်းတို့ဗာလဲငါထံသို့လာဗာတယ်လေမင်းတို့ကောပတ်ပိုးပေးလို့ပြောတာမပြောဘာပြောလဲမင်းတို့မှာဝင်ရှိရင်ငါစီလာတယ်ငါဘာလုပ်ပေးမလဲချမ်းသာ I will give you rest နော်အဲ့တော့သခင်ယေရှုပြောတဲ့ချမ်းသာဆိုတာကနော် poverty ဥစ္စာပစ္စည်းချမ်းသာကိုပြောတာမဟုတ်ဘူးစိတ်နှလုံးငြိမ်ဝှက်ခြင်းချမ်းသာ rest အဲ့တော့ဟေပြဲစကားနဲ့ပြောရင် rest ဆိုတာကဥပုပ်ကိုဆိုလိုတယ်တော့ပြီနော်ထာဝရချမ်းသာပြောကြည့်အောင်ဘာချမ်းသာလဲဒါပေမဲ့ခရစ်ယာန်တွေကအဲ့ဒီစကားလုံးရဲ့အနက်ဒိတ်ပဲမူရင်းကိုမသိတဲ့အခါကျတော့သူတို့လိုချင်တာက rich ဥစ္စာပစ္စည်းချမ်းသာတို့လည်းဖခင်ကတို့ချမ်းသာပဲလို့ပြောတယ်လေဒါပေမဲ့ချမ်းသာမှာပြောထားတာက I will give you rich လား rest အဲ့တော့ပြောချင်တာကသခင်ယေရှုသည်ဝင်လေးပင်ပန်းတဲ့သူအပေါင်းခရစ်ယာန်တွေကိုပြောတာမဟုတ်ဘူးနော်လူအပေါင်းကိုပြောတာငါစီကိုလားငါဘာလုပ်ပေးမလဲအဲ့ဆိုရှင်သခင်ယေရှုဆိုတာလူကိုအပူပေးတာလားအေးချမ်းမှုကိုပေးတာလားအဲ့ဒါကြောင့်သူ့ကိုကောင်းမြတ်သောဆရာလို့ပြောတယ်ကဲကြည့်ဆရာဆိုတဲ့အဓိပ္ပာယ်ကဆာရာဆိုတဲ့ပါဠိစကားလာတယ်အဓိပ္ပာယ်ကဘာလဲအဲ့တော့အဓိပ္ပာယ်အကျယ်ကဘာလဲသူများကိုဘာမပေးဘူးလေအပူမပေးဘဲနဲ့ဘာကိုပေးတာလဲအေးချမ်းမှုကိုပေးတာဟုတ်ပြီနော်အဲ့ဒါကြောင့်ဆရာဆိုလို့ပြောလို့ရှိရင် authority ကနောက်ကိစ္စ responsibility တာဝန်ယူမှုတာဝန်ခံမှုရှိမှဆရာလို့ခေါ်တယ်ကဲအဲ့တော့အဲ့ဒါကိုဘာလို့သင်လဲလို့ပြောလို့ရှိရင်ကျွန်တော်ကဓမ္မဆရာဖြစ်လာတဲ့ခါမှာအဲ့စကလုံးကိုဓမ္မဆရာမဖြစ်ခင်တည်းကအဲ့စာရဲ့အဓိပ္ပာယ်ကိုသိအဲ့ကြောင့်ကျွန်တော်ကဆရာဖြစ်ခြင်းလို့ဓမ္မဆရာလုပ်တာမဟုတ်ဟုတ်ပြီနော်ကိုပြောင်းလဲလို့သူတို့ဘာကိုပြောင်းလဲဖို့ဧဝံဂေလိဟောရင်းနဲ့သူများကျွန်တော်ဆရာခေါ်တာအဲ့ဒါကိုသိရမယ်ကျွန်တော်တချင်းရေးတယ်ကျွန်တော်တချင်းရေးဆရာမဟုတ်ဘူးကျွန်တော်ကဘုရားဆုတောင်းတယ်မနေ့ဆိုလို့ရှိရင်ဆုတောင်းရင်းနဲ့တချင်းပေါ်လာရင်တချင်းရေးတယ်အဲ့တော့ကျွန်တော်တချင်းတွေကိုကျွန်တော်ဆိုတာဘယ်သူမှလည်းပေးမဆိုကျွန်တော်ဆိုတာဆိုရဲဆိုတာကအခွေထုတ်ဖို့လည်းမဟုတ်ဘူးကျွန်တော်ကဘုရားကိုကြီးပွားခြင်းလို့ဆိုတာဆိုရင်းနဲ့ဘေးကလူတွေကကြားတယ်ကျွန်တော်ကျမ်းစာသင်တဲ့နေရာမှာကြားအဲ့တော့တချို့တွေသိတယ်ကျွန်တော်တချင်းတွေဆရာမဆူဆန်းနာမြေအရင်တော့အများကြီးဆိုတော့ကျွန်တော်ကသူ့ကိုပေးဆိုတာမဟုတ်ဘူးဟုတ်ပြီနော်သူ့အတွက်ရေးပေးတာလည်းမဟုတ်ဘူးသူတို့ကကျွန်တော်ကျမ်းစာသင်ဖို့ဖိတ်တာစင်ကူမှာဖိတ်တော့ကျွန်တော်ကသူတို့အိမ်မှာနေရတယ်ဒီတော့ကျွန်တော်ဆိုနေအောင်သူကကြားတယ်ကျွန်တော်ဆိုတဲ့တစ်ချက်အကုန်ကြားတယ်ဆရာရဲတဲ့ကျွန်မတချင်းထုတ်ချင်တယ်တဲ့တော့ဆရာတချင်းလေးတွေကျွန်မယူပြစီဆိုတော့ကျွန်တော်ဆရာတချင်းတောင်းတာမဟုတ်တချင်းစာအုပ်လိုက်တောင်းသွားတာအဲ့ဒါသူကြားနေတဲ့တချင်းလေးတွေကိုဒါပေးပါဆိုယူသွားတာကျွန်တော်ကသူ့အတွက်တချင်းရေးပေးတာမဟုတ်ကျွန်တော်ရေးထားတဲ့တချင်းကိုသူ့ကိုပေးလိုက်တာအဲ့လိုမျိုးအဲ့တော့သူများတွေကကျွန်တော်တချင်းရေးဆရာလို့ခေါ်တယ်ကျွန်တော်တချင်းရေးဆရာလည်းမဖြစ်ချင်ဘူးဆရာဖြစ်ချင်လို့ရေးတာလည်းမဟုတ်ကျွန်တော်ကကြီးမွားချင်လို့ရေးတာဟာလေလုယာဟုတ်ပြီနော်အဲ့တော့ကျွန်တော်ဇနီးကအိမ်မှာအိမ်တော်ရှင်နေရှိနေမယ်မြို့ကြောင်မှာထမင်းချက်တယ်ကျွန်တော်စီလက်ရရန်ကောင်းတယ်
ဆိုတော့ဖះเจ้าမှာ तू ချက်တဲ့လက်ရဆိုလို့ရှိရင်သူများတွေကအရန်စားကောင်းတယ်ကျွန်တော်မိတ်ဆွေဆရာဇနီးတွေဆိုလို့အိုးဘောရချက်ကကောင်းလိုက်တာဆိုတော့ तू ကသူ့ရဲ့ချက်ရတဲ့ရွယ်ချက်ကဘာလဲလို့ပြောလို့ရှိရင်ခင်ပွန်းတယ်နဲ့တားတဲ့ယောက်ကိုကောင်းကောင်းမွန်မွန်လက်လက်ဆက်ဆက်နဲ့အာဟာရရှိရှိရတာရှိရှိစားစီခြင်းနဲ့ဆန္ဒဟုတ်ပြီနော်သူအကောင်းဆုံးချက်တယ်ဘာမဟုတ်ဘူးလဲဆိုရင်ကဘာပေါ်မှာအတော်ဆုံးမြန်မာပြည်မှာနာမည်ကြီးဆုံးစဖို့မှုပြောက်ဖြစ်ခြင်းနဲ့ဆန္ဒနဲ့ချက်နေတာမဟုတ်ဒါအဲ့ဒါကိုသိရမယ်မိခင်တွေဆိုတာအိမ်တော်ရှင်မတွေဆိုတာအကောင်းဆုံးချက်တယ်ဆိုတာကသူများထက်တာအောင်ချက်နေတာမဟုတ်အတော်ဆုံးဖြစ်ခြင်းလို့ချက်နေတာမဟုတ်ဘူးကိုယ့်ရဲ့မိသားစုကိုရတာရှိရှိစားစီခြင်းနဲ့တသက်ရှင်းရှင်းစားစီခြင်းနဲ့စေနာနဲ့သူကချက်တာအဲ့ဒီလိုမျိုးကကျွန်တော်ဘုရားသခင်ရေးတယ်ဆိုတာကလေကျွန်တော်ကဆရာဖြစ်ခြင်းလို့သရှင်ရေးဆရာဖြစ်ခြင်းလို့နော်ပြီးကျွန်တော်သရှင်တွေပေါက်ဖို့အဲ့အတွက်ရေးတာမဟုတ်ဘူးကျွန်တော်မနဲ့ဆိုရင်ဆူတောင်းတယ်ပြီးလို့ချင်းအဲ့ဒီဆူတောင်းရင်းနဲ့ပဲကျွန်တော်သရှင်ရေးတာဒါသရှင်ရေးတယ်ဆိုတာကငါရေးမယ်ဆိုတဲ့စိတ်နဲ့တစ်ခါမှမမြင်ဘူးဆူတောင်းရင်းနဲ့ကျမ်းစာဖတ်ရင်းနဲ့ပေါ်လာတော့မှကျွန်တော်ကထားရေးတာအဲ့လိုမျိုးပေါ့နော်အဲ့တော့ဆရာဆိုတဲ့အရာမှာလေကျွန်တော်ဆရာဖြစ်ခြင်းလို့အမှုတော်ဆောင်ခဲ့တာမဟုတ်ဘူးတချင်ရေးဆရာဖြစ်ခြင်းလို့တချင်ရေးခဲ့တာလည်းမဟုတ်ဘူးကျွန်တော်စာအုပ်9အုပ်ထွက်ပြီးသားရှိတယ်ကျွန်တော်ရေးထားတဲ့စာတွေလည်းရှိတယ်ဒါပေမဲ့ကျွန်တော်စာရေးဆရာဖြစ်ချင်တာမဟုတ်စာပဲရေးချင်တာနားလည်လားမသိဘူးနော်အဲ့တော့သူများကကျွန်တော်စာရေးတော့သူများတယ်ကျွန်တော်ဘာခေါ်လဲစာရေးဆရာကျွန်တော်တရားဟောတော့သူများတွေကဓမ္မဆရာလို့ခေါ်တယ်ကျွန်တော်ကဆရာဖြစ်ချင်ခဲ့တာလည်းမဟုတ်အဲ့တော့ဓမ္မသူများတွေကကျွန်တော်ဘာခေါ်လဲဆရာခေါ်တယ်ပြေးပါပြောသေးတယ်စာရေးဆရာပြေးပါလဲတချင်ရေးဆရာဒါပေမဲ့သူတို့ဂုံတူးတက်ထားတဲ့ဟာတစ်ခုမှကျွန်တော်ဖြစ်ချင်ခဲ့တာမဟုတ်ဘူးသို့တော့ကျွန်တော်ဒီသူများကိုတော့ဗာပေးချင်လဲဘာမပေးချင်လဲအပူမပေးချင်ဒါအရှင်းဆုံးပြောတာနော်အပူမပေးချင်အဲ့တော့ဒါတနေ့ကျရင်အမှုတော်ဆောင်မယ်လို့တွေးထားတဲ့သူတွေရှိရဲ့အဲ့ဒီဟာကိုသတိရပါဆရာလို့သူများခေါ်ပြီးဆိုတာနဲ့ငါသူတို့အပေါ်မှာဘာပြီးထားလဲဘာတာဝန်ယူမှုရှိတယ်ကို့အားဖြင့်သူတို့ဘာလေးသွားလားကို့အားဖြင့်သူတို့ဘာပေါ့သွားလားကို့အကြောင်းသူတို့ဘာရှုပ်ထွေးသွားလားကို့အကြောင်းသူတို့ဘာရှင်းလင်းသွားလားဆိုတာစင်စဉ်းစားရင်အဲ့ဒီဆရာဆိုတဲ့ဂုံပုံးနဲ့သူများပေးမပေးထိုက်မထိုက်ကိုယ့်ဘာကိုသိဟုတ်ပြီနော်အဲ့ဒါကြောင့်ကျွန်တော်ကိုဆရာခေါ်တဲ့အထက်မှာကျွန်တော်အရန်ပြောတဲ့အထက်မှာမပါဘူးကျွန်တော်ဆရာလို့လာခေါ်တယ်ငါသူ့ကိုဘာပေးပြီလဲသူ့ကိုတကယ်တမန်တရားကိုစစ်မှန်စွာလမ်းပြပြီးပြီလားငြိမ်ဝှက်ချမ်းသာတည်းဟူသောထာဝရဘုရားပေးလို့သောလမ်းကိုငါပြပြီးပြီလားကျွန်တော်အများနဲ့စဉ်းစားပါတယ်โอเคအဲ့တော့ကြည့်အောင်ဆရာ2မျိုးရှိတယ်ဆရာဘယ်နှမျိုးရှိလဲကဲသိတဲ့သူပြောပါအောင်ဗာနဲ့ဗာနဲ့ကြားဆရာတွေကြောင်ဆရာတွေမပြောနဲ့တော့အဲ့ဒီဟာတွေကအရက်စကားဟုတ်ပြီနော်အဲ့ဆရာတွေကဘာဆိုတာကဒါကအရက်သုံးတဲ့စကားဒါပေမဲ့သူ့ရဲ့မူရင်းအတိတ်ပဲရှိတယ်ဆရာ2မျိုးရှိတာကဲအဲ့တော့မေးနေရင်ကြားတယ်ကျွန်တော်ပဲရှင်းပြမယ်နံပါတ်1အာစရိယဒါရှင်းပြတာအကြောင်းရှိပါတယ်နော်အတင်းတော်ကလည်းကျွန်တော်ကိုဒါယုံကြည်နဲ့ဖိတ်ထားတာကျွန်တော်ဟုတ်လားတမာတရားကိုရှင်းရှင်းလင်းလင်းသင်ကြားခြင်းလို့ကိုမလီလောဘကြီးဆုံးအတင်းတော်နော်အတင်းတော်တော့ကျွန်တော်ကဒီအတင်းတော်တုတ်ကပတ်တော်တော်လောဘကြီးတာ9ရက်ဆိုတာနေတဲ့ရက်မဟုတ်ဘူးနော်9ရက်မှာကျွန်တော်တရက်ကို2နာရီကျော်လောက်တည်ရတယ်ဆိုတာအာစရိယဆရာပြောပါလဲကဲအာစရိယရဲ့အတိတ်ပဲပြောမယ်အာစရိယကြားဘူးလားတမကြားဘူးလေကျောင်းမှာဟုတ်ပြီနော်အာစရိယပူဇော်ပွဲအဲ့ကြောင့်ကျွန်တော်တို့ကကိုယ့်ရဲ့တထေးကိုလည်းအာစီလို့ခေါ်တယ်လေဒီလားငါဆရာကြီးဆိုအာစီလာပြီငါဆရာလာပြီလို့ပြောတာဒါပေမဲ့အာစရိယရဲ့အတိတ်ပဲပြောမယ်မသိတာကိုသိအောင်နားမလဲတာကိုမတက်တာကိုတက်အောင်သင်ကြားပြသပေးနိုင်သောဂုဏ်နဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟုတ်ပြီနော်သူ့ရဲ့အရေးသွေးသူ့ရဲ့ဂုဏ်သူ့ရဲ့လုပ်ရက်တခြားအရာတွေတက်ကောင်းတက်လိမ့်မယ်ဟုတ်ပြီနော်အာစရိယဆရာဆိုတာမသိတာကိုသိအောင်သင်ပေးတာနားမလဲတာကိုနားလဲအောင်မတက်တာကိုတက်အောင်သင်ပေးတာဆရာတယောက်အရန်တော်တယ်ဆိုတာကလေတော်တဲ့သူကိုပဲစာသင်တတ်တာမဟုတ်ဘူးညံ့တဲ့သူကိုပါသူကစာသင်တတ်တယ်အေးအဲ့ဒါအရန်တော်တဲ့ဆရာအရန်ကောင်းတဲ့ဆရာတကယ်ကောင်းမွန်တဲ့မိဘဆိုတာလေလိမ်မာတဲ့သားသမီးကိုပဲပြိုးထောင်တတ်တာမဟုတ်ဘူးလမ်းလွဲတဲ့သားသမီးကိုပါပြိုးထောင်တတ်တယ်ဟာလေလုယာဟုတ်ပြီနော်ကောင်းမြတ်တဲ့ဖခင်ဆိုတာဖြောက်မှတ်တဲ့သူကိုပဲချစ်တာမဟုတ်ဘူးမဖြောက်မှတ်တဲ့အသင်းနဲ့ကျွန်တော်ကချစ်ပြီးရွေးနှုတ်တဲ့ဖခင်ကိုဆုလို့တယ်။တိုးရင်ကောင်းဆိုတာဗာလဲခြံထဲမှာရှိတဲ့သိုးကိုပဲထိမ့်တတ်တာမဟုတ်ဘူး။ပျောက်တဲ့သိုးကိုပါရှာပြီးပြန်ခေါ်ပြီးထိမ့်ထက်တဲ့သိုးလေးကိုဆုလို့တယ်။အဲ့ဒါကိုသိရမယ်။နော်။ကဲဟုတ်ပြီ။အဲ့တော့အာစရိယဆိုတဲ့အတိတ်ပဲကမသိတာကိုသိအောင်နားမလဲတာကိုနားလဲအောင်မတက်တာကိုတက်အောင်တွင်တင်ပြသပေးနိုင်သောဂုဏ်နဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ကိုအာစရိယဆရာလို့ခေါ်တယ်။
နောက်ဆရာတစ်မျိုးအဲ့ဒီဆရာတစ်မျိုးကိုကျွန်တော်တို့နည်းနည်းသိလိုက်မယ်ဥပြေစေကြားဘူးလားဥပြစ်စေဆရာမမကြားဘူးလေမမမြင်ဘူးလေဟမ်ဘယ်မှာလဲဖះเจ้าမှာဥပြစ်စေလေကျမ်းစာထဲမှာပါတယ်အဲ့ဒီစကားလုံးကစာတော်တော်များများမှာမြင်ရခဲ့တဲ့စကားလုံးအဲ့ဒါdictionary မှာပဲရှိတယ်အပြင်ကစလုံးထဲမှာဆရာယူရတန်ကျမ်းစာထဲမှာပဲသုံးထားတယ်ရှင်ယောဟန်မှာအရန်အံ့ဩဖို့ကောင်းတယ်ဆရာယူရတန်နိုင်ချွတ်ကိုတွေးတတ်တယ်ပါဠိစကားလုံးအဲ့ဒါဥပြစ်စေအဲ့ဒီအဓိပ္ပာယ်ကိုနားလေရင်တန်ရှင်းသောဝိညာဉ်တော်ဟာဘာအလုတ်လုတ်တလဲဆိုတာကိုသိသွားတယ်ဟုတ်ပြီနော်ဟာငါတို့ကဝိညာဉ်တော်တကိုးရှိတယ်မရှိဘူးဝိညာဉ်တော်အဲ့ဒီဟာတွေကိုမပြောခင်မှာအဲ့ဒီဝိညာဉ်တော်ကိုညှို့ဆိုထားတဲ့အဲ့ဒီဥပ္ပစ္စေရဲ့အဓိပ္ပာယ်ကိုသိရဲ့အဲ့ဒီဟာကကျမ်းစာဖတ်စရာမလိုဟုတ်ပြီနော်အဲ့ဒီဥပ္ပစ္စေတို့အာစရိယတို့ဆိုတာလေ dictionary မှာကြည့်ရင်သိတယ် Google ခောက်ကြည့်ရင်လည်းသိတယ်နော်ပါဠိစကားတွေမှာလည်းပါတယ်နော်ဆရာဦးဒေသနာကတရှင်တော်ဝိညာဉ်တော်ကိုဥပ္ပစ္စေနဲ့နိုင်တယ်အဲ့ဆိုဥပ္ပစ္စေကဘာလဲလို့မေးကြရှိတယ်ဥပ္ပစ္စေဆရာဒီမသိတာကိုသိအောင်တွင်တင်ပေးနိုင်တယ်ဒါပေမဲ့သူ့လုံးမဟုတ်ဥပ္ပစ္စေရဲ့အဓိပ္ပာယ်သူ့လုံးမဟုတ်ဒါပေမဲ့မသိတာကိုသိအောင်သူတွင်တင်ပေးနိုင်လားတွင်တင်ပေးနိုင်တယ်နားမလဲတာကိုနားလဲအောင်ကောသူတွင်တင်ပေးနိုင်လားတရှင်တော်ဝိညာဉ်တော်ကတွင်တင်ပေးနိုင်လားတွင်တင်ပေးနိုင်တယ်ဒါပေမဲ့တရှင်ဝိညာဉ်တော်ကိစ္စခဏပြီးပဲဒါဥပ္ပစ္စေဆရာကိုပြောမယ်အဲ့တော့သူကားတဲ့မသိတာကိုသိအောင်လဲတင်ပေးတတ်တယ်နားမလဲတာကိုနားလဲအောင်လဲသူကတွင်တင်ပေးနိုင်တယ်မတက်တာကိုတက်အောင်လဲတွင်တင်ပေးနိုင်တယ်သို့တော့အဲ့ဒီအရာတွေဟာသူ့ရဲ့ major case မဟုတ်သူအဓိကလုပ်ရတဲ့လှုပ်ဆောင်ချက်မဟုတ်ဘူးအဲ့ဒါတွေကိုအဓိကလုပ်တဲ့ဆရာကအာစရိယဥပ္ပစ္စေဆရာကဒါတွေလုပ်တတ်တယ်သို့တော့အဲ့ဒါဒီသူ့ရဲ့ minor သူ့ရဲ့ major ဥပ္ပစ္စေဆိုတဲ့ဘွယ်တူးဂုံတူးကိုပေးထားတဲ့အဓိကအဓိပ္ပာယ်ကဘာလဲဆိုရင်မလိမ္မာသောသူကိုမဖြစ်အောင်လားလိမ္မာအောင်မတတ်ရှင်းသောသူကိုတတ်ရှင်းအောင်မဖြောင့်မတ်သောသူကိုဖြောင့်မတ်အောင်ပြုပြင်ပေးသောဂုဏ်နဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဥပ္ပစ္စေဆရာအဲ့ဒါကဗုဒ္ဓပါဠိတော်မှာပါတဲ့စကားနော်ကျမ်းစာဒီမှာမရှိခင်ကဗုဒ္ဓပါဠိတော်မှာရှိတယ်အဲ့တော့ဆရာယူရတန်ကတန်ရှင်းသောဝိညာဉ်တော်ရဲ့အဓိပ္ပာယ်မူရင်းကိုမြန်မာလိုပြန်တော့ဘာနဲ့နိုင်လိုက်တယ်ဥပ္ပစ္စေဆရာအဲ့ဆိုရှင်ရဲ့တန်ရှင်းသောဝိညာဉ်တော်အကြောင်းပြောတော့မှာဥပ္ပစ္စေဆိုတာတန်ရှင်းသောဝိညာဉ်တော်ကိုပြောတာမဟုတ်ဘူးနော်ဒါပေမဲ့တန်ရှင်းသောဝိညာဉ်တော်ရဲ့ဂုဏ်ဒီဘာနဲ့ညီနေလဲဥပ္ပစ္စေနဲ့ညီတယ်တဲ့အဲ့ဆိုရှင်ရဲ့တန်ရှင်းသောဝိညာဉ်တော်ဒီသင်မသိတာတွေကိုသိအောင်ဖွင့်ပြနိုင်လားဖွင့်ပြနိုင်လားဒါပေမဲ့အဲ့ဒါဒီသူ့ရဲ့ major လား minor လား minor သူ့ရဲ့ရည်ရွယ်ချက်မဟုတ်သင်နားမလဲတဲ့ကိစ္စတွေကိုနားလဲအောင်တော့သူဖွင့်ပြနိုင်လားဖွင့်ပြနိုင်တယ်ဒါပေမဲ့သူ့ရဲ့အဓိကသင်ပေါ်ထားတဲ့ရည်ရွယ်ချက်မဟုတ်သင်မတက်တဲ့စကားတွေမတက်တဲ့အရာတွေမတက်တဲ့ပညာတွေတက်အောင်လည်းသူသင်ပေးနိုင်လားသင်ပေးနိုင်တယ်ဒါပေမဲ့အဲ့ဒါသူ့ရဲ့အဓိကရည်ရွယ်ချက်မဟုတ်ဘူးတဲ့အဲ့ဒါ minor တွေကြီးပဲသူ့ရဲ့အဓိကရည်ရွယ်ချက်ကမဖြောက်မှတ်တဲ့သင်ကိုခရစ်တော်နီးတူဖြောက်မှတ်အောင်ဟာလေလုယာမတတ်ရှင်းတဲ့သင်ကိုခရစ်တော်နီးပါလားနီးတူလားနီးပါလားနီးတူလားကျမ်းစာမှာနီးပါလို့ပြောလားနီးတူလို့ပြောလားနီးတူတန့်ရှင်းအောင်တဲ့ပြောင်းလဲပေးနိုင်သောဂုဏ်နဲ့ပြည့်စုံသောပုဂ္ဂိုလ်ဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်ဝိညာဉ်တော်ရဲ့အဓိကအလုပ်ဘာလဲဆိုတာပိုင်းခြားပြီးသိပြီလားပိုင်းခြားပြီးသိပြီလားကဲဆိုပါစို့ခြားသောဘာသာစကားပြောခြင်းကိုဝိညာဉ်တော်သင်ပေးနိုင်လားသင်ပေးနိုင်လားသို့တော့အဲ့ဒါဒီသူ့ရဲ့အဓိကအလုပ်မဟုတ်သင်ခြားသောဘာသာစကားပြောတတ်တယ်ခရစ်တော်နီးတူဆိုတဲ့အသက်ရှင်မှုကိုရောက်မလာဘူးဟဲ့ဆိုရင်သိကြတယ်အဲ့ဒါတင့်ကိုဝိညာဉ်တော်အလုပ်လုပ်နေတာမဟုတ်ဘာကြောင့်လဲဝိညာဉ်တော်ကတင့်ကိုအဓိကအလုပ်လုပ်ပေးတာကမတက်တာတွေကိုတက်အောင်သင်ပေးတဲ့အလုပ်ကသူ့ရဲ့အဓိကအရာမဟုတ်တင့်ကိုခရစ်တော်တန်ရှင်းသည့်နီးတူတင့်ကိုတန်ရှင်းစီအောင်ပြုပြင်ပေးတဲ့ဖခင်ဖြစ်တယ်ဟာလေလုယာအဲ့ဒါကကျွန်တော်ခွန်အားပေးတာမဟုတ်ဘူးကျမ်းစာရဲ့အဓိပ္ပာယ်ဆိုလိုရင်းတွေကိုကျွန်တော်ကရှင်းပြတာဖြစ်သောကြောင့်ဒီမှာရှိတဲ့
သားသမီးကြီးကိုမောင်နှမတွေဟာ basic ကနေပြီးတော့မှအပေါ်ကိုသွားမှာဖြစ်တော့ကြောင့်ကိုကြိုက်တာမကြိုက်တာခဏထားကောင်းတာမကောင်းတာခဏထားတမာတရားစစ်တယ်မစစ်တယ်ဆိုတာအဓိကကြတယ်နော်အဲ့ဒါကိုသိရမယ်ကဲဟုတ်ပြီအဲ့တော့သွားမယ်ခုနကပြောတယ်အပြစ်တရားကြီးအခါကတည်ခြင်းအပြစ်တရားကိုရွေးနှုတ်ရမယ်ဘာနဲ့ရွေးရမလဲအသွေးနဲ့ရွေးရမယ်ဟုတ်ပြီနော်အသွေးနဲ့ရွေးရမယ်အသွေးမသွင်းလောက်ပဲအပြစ်လွတ်ခြင်းမရှိစုမတောင်းပဲအပြစ်လွတ်ခြင်းမရှိတာအသွေးမသွင်းလောက်ပဲလားကျမ်းစာမှာဖတ်ပဲလားအသွေးမသွင်းလောက်ပဲလားကဲအဲ့တော့ရှေ့မှာပြောထားတယ်နော် basis ကကိုဘာဖြစ်ကြောင်းလက်ခံရမလဲအပြစ်သားဖြစ်ကြောင်းလက်ခံရမယ်ငါအပြစ်သားဖြစ်ရွေးချယ်လိုက်တာလားလက်ခံလိုက်ရလားလက်ခံလိုက်ရတာကိုချင်းလူမျိုးဖြစ်ဖို့ရွေးချယ်လိုက်တာလားလက်ခံလိုက်ရတာလားလက်ခံဒီအဖေနဲ့အမေကိုရွေးချယ်လိုက်တာလားလက်ခံလိုက်ရတာလားငါလည်းဘာဖြစ်လို့ဟိုမီလီယံနာကြီးရဲ့ဘိုက်မှာမမွေးလည်းမသိဘူးရွေးလို့ရလားမရဘူးအမလေးဘီလ်ဂိတ်ဘာဖြစ်လို့ Elon Musk ရဲ့တားမဖြစ်တာလည်းမသိဘူးနော်ဘာဖြစ်လို့ Trump ရဲ့မရဘူးအဲ့ဒါလက်ခံရဟုတ်ပြီနော်အဲ့ဒါလက်ခံရတာအဲဆိုရှင်အပြစ်သားဖြစ်ကြောင်းကိုသင်ရွေးတာလားလက်ခံလိုက်ရတာလားမွေးဖွားခြင်းနဲ့ဖြစ်တည်တာရွေးလို့မရမွေးလာဒီနိုင်ငံမှာမွေးတယ်ဒီအဖေမေကနေမွေးတယ်ဒီဒေသမှာမွေးတယ်အဲ့ဒါကလက်ခံလိုက်ရတာအခုမလေးရှားဆိုတာကသင်တို့ရွေးလို့ရောက်လာတာဟုတ်ပြီနော်သင်တို့လက်ခံလိုက်တော့မလေးရှားကသင်တို့လက်ခံတာဟုတ်လားဟုတ်တယ်လေရွေးလို့ရောက်လာတာမြန်မာနိုင်ငံသားဆိုတာကရွေးလိုက်တာလားလက်ခံလိုက်ရတာလားမွေးလာတော့ကြီးတော့ငါဘယ်ရောက်မလဲအော်အမိမြေကြီးအမိနိုင်ငံတော်ကြီးပေါ့နော်ကဲဟုတ်ပြီအဲ့တော့ရွေးချယ်ရာရှိလားသူ့ကိုရွေးဖို့နီးလားရှိရဆိုရှိပါတယ်တဲ့အဲ့ဘာတွေနဲ့ရွေးမလဲဘုရားတကိုးကြည့်တယ်တကိုးနဲ့လားမရဘူးတဲ့အဲ့ဆိုချင်းအကျင့်နေလားမရဘူးအကျင့်သီလတွေနဲ့လည်းမရဘူးဘာနဲ့ပဲရမလဲဘာနဲ့ပဲရမလဲအသွေးနဲ့ပဲရမယ်ကဲဟုတ်ပြီကြည့်ရအောင်တခြားဖြေတော့မယ်နော်မိကုန်းလာပြီဖယားကလူကိုချစ်လားချစ်လားချစ်တယ်အဲ့ဆိုလူအပြစ်ထဲမှာနစ်မွန်းတော့တည်ရင်လဲထောင်ရငရဲကိုသွားအဲ့ဆိုဖယားဒီလူကိုကယ်ခြင်းလားမကယ်ခြင်းဘူးလားကယ်ခြင်းလားမကယ်ခြင်းဘူးလားကယ်ခြင်းလားမကယ်ခြင်းဘူးလားကဲဆိုရှေ့အောင်ပြန်မယ်ဖယားလူကိုချစ်လားလူကိုကယ်ခြင်းလားကဲတခြားဖြေတော့မယ်နော်ဖယားဒီလူကိုကယ်လို့ရလားရလားရလားဘာနဲ့ကယ်ရမလဲဘာနဲ့ကယ်ရမလဲကဲဆိုမင်းမဖယားမှာအသွေးရှိလားရှိရဆိုတော့လက်ထောက်ဖယားမှာအသွေးရှိတယ်လို့ပြောရင်ကဘာကိုဖန်ဆင်းတဲ့ဖယားလားကဘာဘဝဖြစ်တည်တဲ့ဖယားလားဟမ်လူကိုဖန်ဆင်းတဲ့ဖယားလားလူကဖြစ်တဲ့ဖယားလားဟမ်အသွေးရှိတယ်လို့ပြောရင်လူစားတိခံတဲ့ဖယားလားလူကဖြစ်တဲ့ဖယားလားဟမ်ကျွန်တော်ကအဲ့ဒီစကားကိုလေငငယ်တည်းကလေဖះကအသွေးနဲ့ယူတယ်ဖះကအသွေးနဲ့ရေးတယ်ဆိုဘယ်အသွေးကိုယူပြီးယူတာဘယ်အသွေးယူရမလဲဖះသခင်ကသူ့အသွေးနဲ့ရေးတာပေါ့အဲ့ဆိုဖះကလူလားဘယ်ဖះပါဆိုမှလူဟုတ်မလားဟာအဲ့ဆိုရှင်အသွေးကအေးလေဖះရဲ့အသွေးအေးဖះကလူလားဆိုဖះပါဆိုမှလူမဟုတ်လားဆိုသူကလူတိုင်ပတ်တယ်ကဲပြန်ပြီးမယ်ဖះမှာအသွေးရှိလားဟမ်ဖြေလေရှိလားရှိတယ်အသွေးရှိလားကဲအဲ့ဆိုရှင်အသွေးရဲ့အလုပ်လုပ်ပုံပြောမယ်နော်အသွေးဆိုတာခန္ဓာမှာအသွေးဆိုတာဘာလဲအသွေးဆိုတာဘာလဲအဲ့ဒါလို့ရှိရင်ခန္ဓာရှိရင်အသွေးရှိတယ်အသွေးရှိရင်မောတယ်အသွေးရှိရင်စားတယ်အသွေးရှိရင်အိတ်တယ်ဟုတ်လားအသွေးဆိုတာဘာပဲလဲအဲ့ဆိုခန္ဓာရှိပြီဆိုတဲ့ကအိုလားနာလားသေလားမောလားစားလားအိတ်လားအဲ့ဆိုမေးမယ်ဖះအိတ်လားဟမ်အိတ်လားမေးဘူးဘယ်လိုပြောလဲကဲကျမ်းစာလာမယ်နော်ဟောဆရာဖတ်ပေးမယ်120ခုမြောက်သောစာလံကိုမဆာချင်းအကြောင်းဒီပေါ်ထင်ရသောတောင်ရုပ်တို့ငါပြောချီကောင်းကင်တဲ့မြေကြီးကိုပန်းစင်းတော်မူသောသာရဘုရားတော်မှာငါကိုမဆာချင်းအကြောင်းဒီပေါ်ထင်ရ၏ဒင်းအချေကိုချောချေစင်ချင်းဟာအခွင့်ပေးတော်မူ
တင်းကိုစောင့်တော်သူတွေအိတ်တော်မူအကယ်စင်စစ်တီလာအမျိုးကိုစောင့်တော်သူတွေငိုင်းမြေအိပ်ပျော်ခြင်းရှိတော်မူသာရဘုရားသည်တင်းကိုစောင့်တော်မူ၏သာရဘုရားသည်တင်း၏လက်ရဖက်၌ရှိသောကိုလုံးရအရေးဖြစ်တော်မူ၏နေအချိန်၌နေအားဖြစ်၎င်းညအချိန်၌လာအားဖြစ်၎င်းအထီးခိုင်းမရှိရသာရဘုရားသည်မကောင်းသောအမှုအရာအလုံးစုံတို့ကိုကွယ်ကာ၍တင်း၏အသက်ကိုစောင့်တော်မူလိမ့်မည်သာရဘုရားသည်တင်း၏ထွက်ခြင်းနှင့်ဝင်ခြင်းတို့ကိုယခုမှစ၍အစဉ်မပြတ်စောင့်တော်မူလိမ့်မည်ကဲမင်းမဖះအိတ်လားအဲ့ဆိုလေ့ကျင့်ထားတာလားလေ့ကျင့်ထားတာလားနော်လေ့ကျင့်ထားလို့မအိတ်တာလားကဲလိုက်ဆိုဘုရားသခင်သည်နာဝိညာဉ်ဖြစ်တော်မူ၏အဲ့ဆိုကိုခန္ဓာလားနာဝိညာဉ်လားကိုခန္ဓာလားနာဝိညာဉ်လားကဲပြန်မေးမယ်ဘုရားလူကိုချစ်လားလူကိုကယ်ခြင်းလားကယ်လို့ရလားဘာနဲ့ကဲဟမ်အသွေးနဲ့ကဲမဖះမှာအသွေးရှိလားဒီဘာနဲ့ကဲဟမ်ပြောချင်တာဖះကဖះအနေနဲ့ကယ်လို့ရလားရလားမရဘူးဘလောက်ပဲချစ်တာတစ်ပိုင်းပဲဖះအနေနဲ့ကယ်လို့လုံးဝမရဘူးဟုတ်ပြီနော်ကဲအဲ့တော့ခုနတစ်ချိန်မှာပြောတယ်လူချမ်းမာဖို့ဖះသည်လူစားတိခံစရာမလိုကောင်းကင်ကနေလူကိုချမ်းမာအောင်လုပ်လို့ရလားတကိုးတည်းလုပ်လို့ရလားရတယ်လူချမ်းသာဖို့ကလုပ်လို့ရလားပြဿနာပြေလည်ဖို့ကလုပ်လို့ရလားအဲဆိုရှိရင်အဲ့ဒီအရာတွေအားလုံးဟာတကိုးနဲ့လုပ်လို့ရတော့ညာအပြစ်တစ်ခုကိုကြာတော့သူဘာပြောထားလဲအသွေးမသွန်းလောင်းပဲဆိုတော့အဲ့ဒါဒီတကိုးနဲ့ရှင်းလို့ရတဲ့အရာမဟုတ်ဘာနဲ့ရှင်းရမှာလဲအသွေးနဲ့ရှင်းရမယ့်အရာဖြစ်တယ်အဲ့ဒီမှာပြဿနာစတယ်ဟုတ်ပြီနော်အဲဆိုရှင်ကောင်းကင်ဘော်ကနေဖျားဇာတိကောင်းကင်ကိုမစွန့်ဘဲနဲ့လူကိုကယ်လို့လုံးဝမရဘလောက်ပဲချစ်ကယ်လို့မရကယ်ရင်ဘာနဲ့ကယ်ရမှာလဲအသွေးဆိုတာဘာမှရှိစမ်းသာဖတ်မယ်ဝိပုယျာ7:17ဒီကနေ့စမ်းသာတည်ရင်ကျွန်တော်ကလက်ခံအောင်မတင်ဘူးเนาะကျွန်တော်ကပြောပြီးနားလည်အောင်ပဲတင်တာ how to ပဲတင်တာလက်ခံတာလက်မခံတာကကိုယ့်အပိုင်းရက်လက်ကိုတော့ကိုတာဝန်ယူရမယ်အဲဒါကြောင့်ကိုယ်တိုင်စမ်းစာဖတ်ပါကိုယ်တိုင်စမ်းစာဖတ်ပါဗေဒီမျိုးသားတွေကတသက်တော်နေ့မျိုးသားတွေကထူးမြတ်တယ်ဆိုတာကစမ်းစာကိုအစစ်စစ်ကြည့်ပြီးတော့မှလက်ခံတဲ့သူတွေဖြစ်တယ်เนาะဝတ်ပြရချမ်းခံချစ်ဆက်ကွယ်အငယ်ဆက်တဲ့အကြောင်းကကိုခန္ဓာတက်ဒီအသွေး၌ဖြစ်၏ဒီတော့ပြုသောအတိကိုရည်စည်ခြင်းမှာသောအသွေးကိုတင်တော့အားစိပလင်ပေါ်မှာငါပြီး၏လူအတိကိုဖြေသောအရာကအသွေးဖြစ်၏အကြောင်းမူကားကိုခန္ဓာတက်ဒီဗမာတိအဲဒါလို့ရှိရင်အသွေးဆိုတာဘာနဲ့ပဲတွဲလဲအသွေးဆိုတာဘာနဲ့ပဲတွဲလဲဘုရားသခင်ဒီကိုခန္ဓာလားနာဝိညာဉ်လားဘုရားသခင်ဒီကိုခန္ဓာလားနာဝိညာဉ်လားနာဝိညာဉ်ဖြစ်တယ်ကိုခန္ဓာဟုတ်လားကိုခန္ဓာဟုတ်လားကိုခန္ဓာမရှိတော့ကြောင့်ဘာမရှိကိုခန္ဓာမရှိတော့ကြောင့်ဘာမရှိအသွေးမရှိအဲဆိုရှင်လူကိုချစ်လားကယ်ခြင်းလားကယ်လို့ရလားမရဘူးဘလို့မရတာလဲဖယားအနေနဲ့ကယ်လို့မရဘူးမေကွန်းမေးရင်မှန်ကန်ပါနဲ့စွာဖြေဖို့လိုတယ်ကယ်လို့မရဘူးဆိုတဲ့အဖြေထက်ဘလို့ကယ်လို့မရတာလဲဖယားအနေနဲ့ကယ်လို့မရဘူးအဲ့ဒါဆိုလို့ရှိရင်ဘာရှိလဲနီလန်တစ်ခုတော့ရှိတယ်ဘာရှိလဲကဲအဲ့ဆိုရှင်ဖယားကကျော်ချမ်းသာတင်တဲ့ခါမှာဒီတစ်ခေါက်เนาะဒီမှာတင်တော့ဒီမှာရှိတဲ့မောထိုတိုင်းပေါ့เนาะ I am the way ဟုတ်ပြီเนาะလမ်းတွေရှိတယ်ကဲအဲ့ဆိုရှင်ဖယားသုံးတဲ့နီလန်လေးတွေကြည့်အောင်ဒီလေကပြောတဲ့အေးတွေဥယျာဉ်မှာမိုးမရွာဘူးမိုးလုံးဝမရွာဘူးနေပူတယ်မိုးရွာလားမရွာဘူးနေရတော့ပြောကြည့်အောင်မိုးကသာမရွာတာနေကတော့အမြဲတမ်းပူတယ်ပြောကြည့်အောင်မိုးကသာမရွာတာနေကတော့အမြဲတမ်းပူတယ်နော်အားပေးမဲ့သူသာမရှိတာအကဲမဲ့သူကအစင်သင်းပြောအားပေးမဲ့သူသာမရှိတာအကဲမဲ့သူကအစင်သင်းကြုံဘူးလား
ကြုံဘူးလားကိုတခုခုဆိုလို့ရှိရင်လေဟဲတော်လိုက်တာဟဲကောင်းတယ်ဒါမပြောတာလေပောက်ကရပြောပေါ်တာအစင်းအမနင်ဖြစ်မဲ့ကောင်မဟုတ်ပါဘူးကြည့်ပါရုပ်ကူကကြည့်ပါလားနော်အဲ့တော့ကြည့်တော့အန်ဩစရာပဲအေဒင်ဥယျာဉ်ကမိုးမရွာတဲ့အေဒင်ကအသီးမပြတ်ပန်းမပြတ်အန်ဩစရာကြီးစိမ့်လန်းခြင်းမပြတ်ဘူးမိုးရွာလားဒါပေမဲ့အေဒင်ဥယျာဉ်လှပခြင်းရော့မသွားဘူးစိမ့်လန်းခြင်းရော့မသွားဘူးပန်းမပြတ်ဘူးအသီးမပြတ်ဘူးအဲ့တော့နောက်ပိုင်းကျရင်ရှောလမုန်သခင်ကိုလေ့လာရင်တွေ့လိမ့်မယ်အဲ့သူတို့သမီးကသခင်ကိုရှာရင်းတဲ့ကင်းဆောင်တွေကရိုက်တော့ဒဏ်ရာရမျက်နှာဖုံးကိုလူချင်းခံရတယ်ဒါပေမဲ့အန်ဩစရာကောင်းတာဒီလောက်ထိဒဏ်ရာရနေတဲ့သူတို့သမီးကတဲ့သူများတွေကပြောတယ်မိမတကာတဲ့အစင်းလာတော့အမှားဟာအန်ဩစရာကြီးဒီလောက်ဒဏ်ရာရနေတာတော့မဲ့အားလုံးထက်လှနေတယ်အဲ့ဆိုဒဏ်ရာတွေကသူ့ရဲ့ဘာကိုမဖုံးနိုင်ဘူးလေအလှပကိုမဖုံးနိုင်ဘူးကျွန်တော်ကိုရီးယားကားတွေကြည့်ဘူးလေဆက်ဆက်တွေ့တော့လေဟာကျွန်တော်ကလေကြိုက်လို့ကြည့်တာပေါ့အန်ဩလို့ကြည့်တာကိုရီးယားမင်းသမီးတွေလေအဲ့ကောင်မလေးလှတယ်သိလားကျွန်တော်ကဆက်ဆက်ထွက်တော့မြန်မာပြည်မှာမမြင်ဘူးလေအဲ့လိုလှတာသူတို့ကဘို့လေကျွန်တော်ပြပြမယ်နော်သူတို့လှတဲ့ပုံစံတစ်မျိုးသူတို့ကလေဟာဇိမ်ခံအင်ကြီးပေါ်မှာဇိမ်ခံကားတဲ့ပေါ်မှာပဲလှတာမဟုတ်ဘူးရန်သူဖားခေါ်သွားတာစပင်းနဲ့ဖျော်ဖက်အဲ့လှဟာတခါကျတော့ရှင်မြောင်းတွေဘွက်တွေတဲ့ကြာရှွတ်တွေဘွက်တွေနဲ့တက်လာလှတာပဲအဲ့တော့ဒဏ်ရာတွေကသူတို့ရဲ့ဘာကိုဖုံးလို့မရရှုံးနေဖို့တွေကသူတို့ရဲ့ဘာကိုဖုံးလို့ပြအခုမြန်မာပြည်ကမင်းသမီးတွေကျတော့အလှပြင်ထားလဲကြည့်လို့အဆင်မပြေတာဟာအဲ့ဒါကျွန်တော်ကိုရီးယားကားတွေကြိုက်တော့မဟုတ်ဘူးဟာဒီလူတွေကဘလူလှတာလည်းမသိဘူးနော်အဲ့သူတို့ကြိုက်လို့ကြည့်တာမဟုတ်လှလို့ကြည့်တာလှတယ်ဆိုတာကသူတို့ကအလှပြင်ထားလို့ပြင်ထားရင်လည်းလှဟာရန်သူတွေဖမ်းပြီးတော့ဟာသူတို့ပင်မဆင်းရဲခံပြီးတော့ချိုးရတဲ့နဲ့ပြေးစပင်းတွေရှုပ်ပွားနေတယ်သူတို့ရှုပ်ပွားနေတဲ့ style ကမိုက်တာဟာဒီမော်ဒယ်ကလူတွေအိုက်တိုင်းလိုက်လို့တော့အရှုပ်ပွားသူတို့ရှုပ်ပွားတော့ကျတော့လမ်းမရလူတွေတူဒါပေမဲ့သူတို့ဝတ်တာဒီတစ်ခါကျပြဲဆုပ်တာပဲသိလားဟာအဲ့ဒါတွေဝတ်တာအဲ့ဒါလေလှတာပဲကိုယ်တိုင်ကကောင်တွေလက်ဝတ်တော့မပြောတော့ပါဟုတ်ပြီတော့အဲ့ဆိုရှင် तू ကဒဏ်ရာမရတာမဟုတ်ဒဏ်ရာရှိလားဒဏ်ရာတွေကသူ့ရဲ့ဘာကိုဖုံးလို့မရအဲ့ဆိုရှင်အေဒီဥယျာဉ်မိုးရွာလားဒါပေမဲ့ဘာဖြစ်လဲဒါပေမဲ့နေပူတော်ညာအဲ့ဒီပူလောင်ခြင်းတွေကအေဒီဥယျာဉ်ရဲ့စိမ့်လန်းခြင်းကိုတားဆီးလို့မရအေဒီဥယျာဉ်ရဲ့ပွင့်နေတဲ့ပန်းတွေကိုညှို့အောင်လုပ်လို့မရဘူးအတိပ္ပယ်ကဘာလဲဆိုရင်ယုံကြည်သူတွေရဲ့ချီးမွမ်းခြင်းကိုတဲ့အခက်ခဲတွေကတားဆီးလို့မရဘူးဟာလေလုယာဟုတ်ပြီနော်ကျွန်တော်သိပါတယ်ဒီမလေးရှားနိုင်ငံဆိုတာကျွန်တော်တို့အတွက်ဒါနော်ကျွန်တော်မြန်မာနိုင်ငံသားတွေအတွက်တကယ်ဟိုအရင်ตายရတဲ့နေရာကြီးမဟုတ်ဟုတ်ပြီနော်ဟိုရဲတွေနဲ့စိတ်မိလိုက်နေကစားနေရတာလေတူတူရေဝါအေးစိတ်မိပြေးနော်ဒီကလူတွေတော့ကျွန်တော်ကမတေးရောက်တာခင်ဗျားတို့တက်တန်းကြာတယ်နော်ကျွန်တော်ကနော်ကျွန်တော်အခု2016ဆိုတော့ကျွန်တော်က2010တည်းကဒီမှာရောက်တာဒီမှာရောက်တယ်ဆိုတာကျွန်တော်စမ်းစာပတ်တင်နေတာအဲ့တော့ကိုကတော့ပြေးစရာမလိုဒါသူတို့ပြေးကိုပါရောပြေးရသေးတယ်သိလားနော်ဒါကအခုတော့ဆောင်တယောက်ကကျတော့ကျွန်တော်တို့ကညဘက်အဲ့ဒီဟိုဘက်ပါစမ်းစာတင်လို့ချင်း2နာရီ3နာရီထိတင်တာအဲ့ဒီတင်တော့လည်းအရက်ကြီးရတယ်ပြီးလို့ရှိရင်ငိမ့်ငိမ့်မနေဘူးအဲ့ဒီလက်ဖိတ်ဆိုင်သွားတယ်စိတ်ဆွတ်သွားစားတယ်အဲ့သူတို့စိတ်ဆွတ်ဆိုင်ရဘယ်မှာလဲဆိုရဲစခန်းရှိပါအဲ့ဒါပြန်လဲပြောင်းရဲဖမ်းအောင်ဖမ်းလဲဖမ်းအောင်အဲ့ဆရာကိုဖမ်းတော့အဲ့ဆရာ passport ပြတာမင်းရဒီ refugee တွေနဲ့ဘာလုပ်တယ်လဲဆိုတော့90တောင်းသွားနော်ကျွန်တော်တို့ဒါအခုဒါနောက်ပိုင်းနေကြမှာကျွန်တော်နေ့လယ်ပိုင်းနေစမ်းစာတင်တယ်ဆိုတာလေနော်ဖြစ်လာတာအရင်ကတင်တာညဘက်တွေကြီးပဲဒီကလူတွေကအလုပ်ကညဘက်ပဲအားတာလေဒါပေမဲ့လေဒီကလူတွေကတကယ်ဖျားကိုလေအရင်ဘယ်လိုပြောမလဲဒုက္ခကြားမှာလေအရင်ချစ်ကြတာကျွန်တော်ဒါပေမဲ့တတိယနိုင်ငံရောက်သွားလို့ရှင်တော့လေတော်တော်များများမပေါ်လာတော့မလေးရှားမှာတော့လေမလေးရှားလူတွေမလေးကြီးငယ်ဖျားသိချင်တာတစ်ချိန်လုံးစမ်းစာတင်နေတာတင်တဲ့လူတွေတော့မှလေစမြုပ်ပါထွက်တယ်အဲ့ဒါအဲ့လိုမျိုးနော်အဲ့တော့ပြောစင်တာကဒီမှာအခက်ခဲရှိလားရိုးရိုးလားတောက်လျှောက်ရှိတာလားတောက်လျှောက်တစ်ချိန်လုံးကြောက်နှံ့နေတာဒါပေမဲ့အဲ့ဒီမလေးရှားမှာရှိတဲ့ယုံကြည်သူတွေရဲ့ဖျားကိုချစ်ခြင်းကတကယ်ကျွန်တော်ချီးကျူးတယ်။ဘာကြောင့်လဲဆိုရင်ကျွန်တော်နဲ့လှုပ်တဲ့ conference တစ်ခုပါလေအဲ့ကိုလာရင်းနဲ့ရဲဖမ်းသွားခေါင်းလေးတယောက်ဟာကျွန်တော်စိတ်ထဲမကောင်းကျွန်တော်ဒေသနာဝင်ကတော့ဟာသူတို့လှုပ်ရှားရှားတဲ့လူငယ်တရားတွေဟာခေါင်းလေးရဲဖမ်းသွားသူဘာအတွက်လဲဘာကြောင့်ဖမ်းခံရလဲသူတခုမှတော့နားထောင်မှုလာတာရဲတွေရှိတာလည်းသူသိတယ်ဒါပေမဲ့လေသူလွတ်ညတာဒါပေမဲ့ဖမ်းခံတိပါအဲ့လိုမျိုးပေါ့နော်ဆက်ခါကျတော့ပြောချင်တာကဒီနိုင်ငံအခက်ခဲမရှိတာမို့ရှိလားအနောက်ရှက်တယ်ရှိတယ်ပင်မဆင်းရဲခြင်းတွေရှိတယ်သို့တော့ပင်မဆင်းရဲခြင်းတွေကယုံကြည်သူတို့ရဲ့ဖျားပေါ်ချစ်ခင်မြတ်နိုးခြင်းတွေကို
တားဆီးလို့မရဘူးဟာလေလုယာအေဒင်ဥယျာဉ်နေပူလားနေပူတယ်ဒါပေမဲ့အေဒင်ဥယျာဉ်နေပူခြင်းတွေကအေဒင်ဥယျာဉ်ထဲမှာပေါက်နေတဲ့အပင်တွေရဲ့စိမ့်လန်းခြင်းကိုရပ်တန့်လို့မရပုတ်နေတဲ့ပန်းတွေညှိုးနှမ်းအောင်လုပ်လို့မရအဲ့တော့ဒီနေ့သူများတွေရဲ့နှောက်ယှက်ညှင်းဆဲခြင်းတွေကသူတို့သမီးရဲ့အလှပကိုဖုံးလို့မရဘူးအဲ့ဆိုရှင်သူ့မှာအရင်မြစ်ရှိတယ်လိုက်ဆိုထိုဥယျာဉ်ကိုစိုးစေလိုတော့ကအဲ့ဆိုဖခင်ကဒီဥယျာဉ်ကိုစိုးစေခြင်းတယ်ဖခင်သည်သူ့ရဲ့သားသမီးတိုင်းကိုကျွယ်ဝပြည့်စုံစေခြင်းတယ်အာမင်အောင်မြင်စေခြင်းတယ်အာမင်ဒါပေမဲ့ကြည့်အောင်ဖခင်ဘယ်လိုလုပ်လဲလို့ကြည့်အောင်အေဒင်ဥယျာဉ်ကမိုးရွာဘူးအဲ့စိုးစေခြင်းတယ်ဆိုပြီးတော့မှမိုးရွာစေသူဖခင်မပြောဘူးလိုက်ဆိုထိုဥယျာဉ်ကိုစိုးစေလိုတော့ကမြစ်တမြစ်သည်အေဒင်အရက်ထဲကစီးထွက်သဖြင့်ဥယျာဉ်ပြင်မှာလေးပြာကွဲ၍မြင့်မလေးတွေဖြစ်လေ၏အဲ့ဒါဆရာနောက်တစ်ခေါက်ပြန်ဖတ်ပေးပါကပ္ပဦးချမ်းခန်းကြီး2အငယ်10ဖြစ်ပါတယ်ကဘာဦးချမ်းခန်းချင်းနဲ့အငယ်30ထိုဥယျာဉ်ကိုဆိုစေလိုတော့ကမြစ်တမြစ်သည်အေဒင်အရက်တို့အေဒင်အရက်ထက်ကစီးထွက်တဲ့ပြေဥယျာဉ်ပြင်မှာလေးပြခွဲ၍မြင့်မလေးတွေဖြစ်လေအဲ့ဒါစိုးစေခြင်းတယ်ဆိုတာကဘုရားရဲ့စန္ဒဒါပြောပဲစိုးစေခြင်းတယ်ဆိုတာကဘုရားရဲ့စန္ဒအဲ့ဒါဘုရားကလူကိုကယ်ခြင်းလားအဲ့ဒါကယ်ခြင်းတယ်ဆိုတာကဘုရားရဲ့စန္ဒလူပေါင်းတို့ဒီကယ်တင်ခြင်းတို့ရောက်ရဆိုဘုရားရဲ့စန္ဒသို့တော့အဲ့ဒါနီလန်းကြည့်ပဲထိုဥယျာဉ်ကိုစိုးစေလိုတော့ငါအဲ့ဒါသူ့ရဲ့စန္ဒမြစ်တမြစ်ဒီအေဒီအရက်ထဲကစီးထွက်တယ်အဲ့ဒါကနီလန်းအဲ့ဒါထိုဥယျာဉ်စိုးနေတယ်ဆိုပေမဲ့ဘလို့နီးနဲ့ဆိုလဲဆိုတာကိုကြည့်မိုးနဲ့ဆိုရင်အဲ့ဒါအေဒီမဟုတ်အဲ့ဒါဖျားသားတယောက်ချမ်းသာတာမှားလားဒါပေမဲ့ဘလို့နီးလဲချမ်းသာလဲကြည့်ဟုတ်ပြီနော်နီလန်းမှားရင်အဲ့ဒါဖျားရှိမှာမှားတယ်နီလန်းမှားဆိုရင်မတန့်ရှင်းဘူးပြောကြည့်အောင်အဲ့ဒါမတန့်ရှင်းရင်ရိုးသားဆင်းရဲနေတာပဲကောင်းတယ်မနေ့ကပြောပြီးသားချမ်းသာခြင်းနဲ့မှညဉ့်ညူးခြင်းပါရင်တန်တရှင်းရှင်းနဲ့ဆင်းရဲနေတာကပူကောင်းတယ်အဲ့ဒါသားသမီးတွေအတွက်လည်းအမွေကောင်းကိုပေးနိုင်တာဟုတ်တယ်နော်အဲ့တော့ကြည့်အေဒီဥယျာဉ်ဟာစိုးစေဖို့တော်တဲ့ဖျားကယာတီလိုက်ရွာတော့မိုးမခေါ်ဘူးဘာကြောင့်လဲမိုးရွာလို့ဆိုတယ်ဟဲ့ဆိုလို့ရှိရင်မိုးရာဒီကုံသွားရင်အေဒီဥယျာဉ်ဟာဘာဖြစ်တော့မလဲ6ကတ်သွားတော့မယ်ဟုတ်ပြီနော်အဲ့တော့ဖျားဟာယာတီလိုက်ပေါ်တဲ့ဖျားသားတွေကိုအလိုမရှိဟုတ်ပြီနော်ဘယ်အချိန်မဲကြည့်ကြည့်ဘယ်အချိန်မဲဖြတ်တန်းဘယ်အချိန်မှာပဲစစ်အမြဲတမ်းအောင်မြင်နေသောဖခင်သားတွေကိုဖခင်တိဆောက်ပေးတယ်ဟာလေလုယာမိုးလို့ပြောရင်ဘာနဲ့သွားလဲယာတီနဲ့သွားတယ်မိုးဥကာလရှိတယ်မိုးနှောင်းကာလရှိတယ်အဲဆိုရင်ຫນွေကာလမလာဘူးလားစောင်းကာလမလာဘူးလားယာတီတွေကိုဖြတ်တန်းအဲ့တော့အေဒီဥယျာဉ်ရဲ့စိုးပြေခြင်းကိုအပြင်မှာရှောက်မရှာနဲ့မရှိဘူးအပြင်ကအရာနဲ့စိုးနေပြီဟေ့ဆိုရင်လည်းပဲအဲ့ဒါဘာမဟုတ်ဘူးလေအေဒီမဟုတ်ဘူးအဲ့ဒါသိရကဲအဲ့တော့စိုးစေခြင်းတာကဘုရားရဲ့စန္ဒအထက်ကမြစ်အားဖြင့်စိုးစေလိုက်တာကဘုရားရဲ့ဗာလဲနီလန်ဗာလဲနီလန်အဲ့ဒါကိုသိရအဲ့တော့ဘုရားရဲ့အလိုတော်ကိုဘုရားရဲ့နီလန်အားဖြင့်ပဲအကောင့်ထဲပေါ်လို့ရအဲ့ဆိုဘုရားကလူကိုကယ်ခြင်းလားဘုရားကယ်ခြင်းလားကယ်လို့ရလားဖျားအနေနဲ့ကယ်လို့မရဘူးအဲ့လိုဖြေရမှာအဲ့တော့မှကျွန်တော်တို့ကရှုရခရစ်ဝင်ခန်းကြီး1အငယ်14ကအတိတ်ပဲရှိတာမဟုတ်ရင်အတိတ်ပဲမရှိဘူးလေကျွန်တော်တို့ချစ်၍လူစားတိခံတယ်လို့ကျွန်တော်တော်များဟောလေရှိတယ်မဟုတ်ဘူးချစ်ချင်းတစ်ခုတည်းနဲ့တော့လူစားတိခံစရာမလိုအပ်ဘူးဘာကြောင့်လူစားတိခံရတာလဲဆိုတဲ့အရာကိုကျွန်တော်ဆက်စစ်ရမှာဖြစ်တယ်ကျွန်တော်တင်တော့စပြောတယ်နော်အဲ့ဒါက The Gospel of ABC ဧဝံဂေလိတင်ပုံးကြီး Christian Foundation ဖြစ်တယ်။ဘာကြောင့်လူစားတိခံရတာလဲလို့မေးကြရှိတယ်နော်။ကဲအဲ့တော့အသွေးကဘာမှပဲရှိတာလဲ။အသွေးကဘာမှပဲရှိရလဲ။အဲဆိုရှင်ကျွန်တော်တို့ဂျမ်းကမှာပါတဲ့ယုံကြည်သူတွေရဲ့အသက်ရှင်ခြင်းဆိုင်ရာကုတ်တွေရှိတယ်။ဟုတ်ပြီနော်။အဲ့ဒါတွေကခွန်အားဖို့ဘူးသူ့ရဲ့ကုတ်တွေပြောင်းလို့မရဘူး။ကဲနည်းနည်းလေးကျွန်တော်ရွတ်ပြမယ်နော်။ကဲတင်ခြင်းလို့ပြောရင်အသွေးနဲ့ခန္ဓာကိုယ်ကွယ်ခြင်းလို့ပြောရင်နာဝိညာဉ်နဲ့သစ္စာဝိပုခြင်းလို့ပြောရင်ကိုယ်ခန္ဓာဖျားကိုချစ်ခြင်းလို့ပြောရင်စိတ်နှလုံးနဲ့ဉာဏ်လူကိုချစ်ခြင်းလို့ပြောရင်
ကိုနဲ့အမြတင်းဖျားတဲ့ခါဖျားကိုစိတ်လုံးကျွေးမဲ့ဘာရှိသမျှနဲ့ချစ်ကိုနဲ့ဆက်ဆိုင်တော်သူကိုမိမိကိုခန္ဓာကိုဖျားသခင်အားစက္ကပ်ခြင်းတိဟုသောတင်းတို့ပြုအပ်သောဝတ်ကိုပြုမိအကြောင်းဟုတ်ပြီနော်ကိုယ်ရသောသူရှိသမျှသည်နာဝိညာဉ်နဲ့၎င်းသစ္စာနဲ့၎င်းအသွေးမသွန်းလောင်းမဲ့အပြစ်လွတ်ခြင်းမရှိအဲဒါလို့ရှိရင်ကဲတင်းတို့ပြောရင်ပါလဲအသွေးဆိုပြောရင်ပါလဲဘာကြောင့်ခန္ဓာကတွဲပြီးပြောထားလဲဆိုလို့ရှိရင်အဲ့ဒီ blood နဲ့ body အဲ့ဒီဟာကိုနားလဲရမယ်အဲ့ဒါကိုနားလဲမှပွဲတော်ကိုနားလဲမယ်ဟုတ်ပြီနော်သခင်ဘုရားဤကိုတော်နဲ့အသွေးတော်ပြောကြအောင်ဗာနဲ့ပါဟုတ်ပြီနော်မထိုက်မတန်မဲ့စားသောသူမြည်ကသခင်ဘုရားဤ body ကိုတော်နဲ့ blood အသွေးတော်ကိုပိုင်းခြား၍မသိဟုတ်ပြီနော်ကဲအဲ့တော့ကဲခြင်းတို့ပြောရင်ဗာလဲကိုးကွယ်ခြင်းတို့ပြောရင်နာဝိညာဉ်နဲ့သစ္စာဝိပုခြင်းတို့ပြောရင်ဘုရားကိုချစ်ခြင်းတို့ပြောရင်စိတ်နှလုံးနဲ့လူကိုချစ်ခြင်းတို့ပြောရင်ကိုနဲ့အမြကဲပြန်ပြောကြည့်အောင်ကဲခြင်းတို့ပြောရင်ပြောကြည့်အောင်ကိုးကွယ်ခြင်းတို့ပြောရင်ဝိပုခြင်းတို့ပြောရင်ကိုယ်ခန္ဓာဘုရားကိုချစ်ခြင်းတို့ပြောရင်စိတ်နှလုံးနဲ့ဉာဏ်လူကိုချစ်ခြင်းတို့ပြောရင်ကဲပြန်ပြောရအောင်ကဲခြင်းတို့ပြောရင်ကိုယ်ဝိပုခြင်းလို့ပြောရင်ဘုရားကိုချစ်ခြင်းတို့ပြောရင်စိတ်နှလုံးနဲ့ဉာဏ်လူကိုချစ်ခြင်းတို့ပြောရင်ကိုယ်နဲ့အမြအဲ့ဒီအရာတွေကပြောင်းလို့မရဘူးဟာတခြားမရဘူးအဲ့ဒါအစားထိုးလို့မရတဲ့ဟာဖြစ်တယ်ကဲနေမကောင်းရင်ဆေးတောက်တာဟုတ်လားဆေးတောက်ရင်ပြောက်လားနေမကောင်းလို့ဆေးတောက်ရင်ပြောက်လားဆေးတောက်တိုင်းပြောက်လားဆေးတောက်တိုင်းပြောက်လားဘယ်ပြောက်မလဲကိုဖြစ်နေတဲ့ယောဂနဲ့တောက်တဲ့ဆေးဟာကိုက်မှပြောက်တာမဟုတ်လို့ရှိရင်နောက်ယောဂတစ်ခုထပ်တိုးလိမ့်သဘောပေါက်လားအဲ့ဒါကိုသိရမယ်ကဲဆိုပါစို့ကိုးကွယ်ခြင်းလို့ပြောရင်ဖះဘာလို့ကိုးကွယ်တော့ရှိပြသည်ဘာနဲ့ကိုးကွယ်ရမလဲနာဝိညာဉ်နဲ့သစ္စာကဲကျွန်တော်ဖះကိုချီးမွမ်းကိုးကွယ်ကြရအောင်လို့ပြောလို့ရှိရင်လူတွေဘာပဲမြင်တယ်ဟမ် music တဲ့တခြင်းဆိုတာပဲမြင်တယ်လေဟုတ်လားကဲတခြင်းဆိုတတ်တဲ့သူတွေဟာစကားပြောတတ်လားစကားပြောတတ်တဲ့လူတိုင်းတခြင်းဆိုတတ်လားမဆိုတတ်ဘူးဒါပေမဲ့တခြင်းဆိုတတ်တဲ့လူတိုင်းစကားပြောတတ်တယ်ချီးမွမ်းခြင်းလို့ပြောရင်နည်းနည်းဥပမာလေးသင်ပေးသွားမယ်ချီးမွမ်းခြင်းလို့ပြောရင်တီချင်းဟုတ်မလားကိုခန္ဓာတတ်တည်နော်တတ်တည်ပြီးလို့ရှိရင်နှုတ်တတ်တည်အဲ့ဒါအားလုံးကဘာလဲဆိုရင်ရစ်ဖြစ်ရတယ်တည့်ရတဲ့ချင်းကလည်းရစ်တည့်ရကိုခန္ဓာကလည်းတည့်ရစကားကလည်းရစ်အဲ့ဒါလို့ရှိရင်တချင်းဆိုတဲ့သူကစကားပြောတတ်လားစကားပြောတတ်လားစကားပြောတတ်တဲ့လူတိုင်းတချင်းဆိုတတ်လားမဆိုတတ်ဘူးအဲ့တော့သေချာမှတ်နော်တချင်းမဲဆိုခြင်းပြီးတတ်သိပခံခြင်းမှုဆိုရင်တချင်းမဲဆိုခြင်းပြီးဖရာတချင်းချီးမွမ်းပဲချီးမွမ်းခြင်းပြီးတော့မှနှုတ်အားဖြင့်ဖရာကောင်းမြတ်ကြောင်းကိုတတ်သိမခံတတ်ဘူးဆိုရင်အဲ့ဒီကသိကြတယ်ချီးမွမ်းခြင်းတဲ့လူမဟုတ်တချင်းမဲဆိုခြင်းတဲ့လူမှတ်ထားနော်သဘောပေါက်လားဘာကြောင့်လဲဆိုတော့ချီးမွမ်းခြင်းဆိုတာဘယ်ရဲ့အစိတ်ပိုင်းလဲကိုးကွယ်ခြင်းတွေကအစိတ်ပိုင်းဘာကြောင့်လဲဆိုရင်ချီးမွမ်းခြင်းကဘာပဲဖြစ်ရတာလဲမဖြစ်ရလဲရစ်မဖြစ်လို့ရှိရင်တချင်းပဲဖြစ်တယ်ဟုတ်ပြီနော်ရစ်မဖြစ်ဘာပဲဖြစ်လဲကိုးကွယ်ခြင်းဆိုတာကရစ်ပူဆိုတာကိုပြောတာအဲဆိုတော့ညီကိုတို့အသက်ရှင်ခြင်းလက္ခဏာအသက်ရှင်ခြင်းလက္ခဏာဘုရားသခင်နှစ်သက်တော်မူွယ်သောလက္ခဏာနဲ့ပြည့်စုံသောရစ်ကိုတင်းတို့သည်ပူဇော်၍မိမိကိုယ်ခန္ဓာကိုဘုရားသခင်အားစက္ကပ်ခြင်းဒီဟုသောတင်းတို့ပြုသောဝတ်ကိုပြုမိကြောင်းဘုရားသခင်ကုဏတော်ကိုထောက်ထား၍တင်းတို့ကိုငါတိုက်တွန်းနှိုးဆော်ပေ၏အဲ့ယောမ7မှာပြောထားတယ်ညီကိုတို့တဲ့အသက်ရှင်ခြင်းလက္ခဏာအသက်ရှင်ခြင်းလက္ခဏာဘုရားသခင်နှစ်သက်တော်မူသောလက္ခဏာနဲ့ပြည့်စုံသောရစ်ကိုတင်းတို့သည်ပူဇော်၍အဲ့ဆိုရှင်တင်းတို့ချီးမွမ်းတဲ့တခြင်းသည်ဘာလက္ခဏာရှိရလဲအသက်ရှင်ခြင်းလက္ခဏာအသက်ရှင်ခြင်းလက္ခဏာဘုရားသခင်နှစ်သက်တဲ့လက္ခဏာရှိရတင်းတို့တည်ဆိုသောတင်းတို့တောင်းသောစုဟုတ်ပြီနော်တင်းတို့ပေးကမ်းတဲ့အရာတွေမှာစပြီးအဲ့ဒါအားလုံးကရစ်ဖြစ်ဖို့ဘုရားလိုတော့ရှိတယ်ဘုရားเจ้าကိုလာတယ်တင်ပတ်စံထဲတယ်
အဲ့ဒါဒီရကျင်တဲ့စိတ်နဲ့ထဲ့လို့ရှိရင်အဲ့ဒါရစ်မဟုတ်ဘူးအဲ့ဒါပေးယူပေးခြင်းတဲ့စိတ်နဲ့ပေးမှာအဲ့ဒါရစ်ဟာလေလုယာဟုတ်ပြီနော်ပြန်ပြောမယ်ရကျင်တဲ့စိတ်နဲ့ထဲ့ရင်အဲ့ဒါဘာမဟုတ်ဘူးလေအပေးယူအဲ့ဒါအလူမဟုတ်ဘူးအလူဒါနပြောကြည့်ရအောင်အလူဒါနပေးကမ်းခြင်းအဲ့ဒီမှာဘာပါလဲဆိုရင်တဒါအလူဆိုတာဒါနကိုပြောတာတဒါဆိုတာစေတနာတဒါပါမဒါနမြောက်တယ်ဘာပါမဘာမြောက်လဲအဲ့ဒါပါလေအတိတ်ပဲကစေတနာပါမအလူမြောက်တယ်လို့ပြောတာဟုတ်ပြီနော်ရကျင်တဲ့စိတ်နဲ့ပေးရင်အဲ့ဒါအလူမဟုတ်တပြောမယ်ရကျင်တဲ့စိတ်နဲ့ပေးဘာမဟုတ်ဘူးလေအဲ့ဒါပါလေအပေးယူလို့တာကျွန်တော်ဒါပေးတယ်ကျွန်တော်ဒါပြန်ပေးဟုတ်ပြီနော်အဲ့ဒါဆိုဖျားနဲ့လူနဲ့ပေးယူလို့ဆရာဘာရှိတယ်ဖျားလူနဲ့ပေးယူလို့ဆရာဘာရှိတယ်ဘာမှမရှိဖျားကပြည့်စုံတဲ့ဖျားဟုတ်ပြီနော်သူ့တဘာမှမလိုအပ်ဘူးဖျားကတဘာတိသောသားကိုပေးတယ်ဆိုတာကလူကိုရကျင်တဲ့စိတ်ကလွယ်ပြီးဘာမှမရှိဘူးလူကိုရကျင်တဲ့ဆိုတာဘာဖြစ်ချင်တာလဲလူကိုကယ်တင်ခြင်းတို့ရောက်ပြီးတော့မှတမာတရားသိပြီးတော့မှလောကမှာအလင်းထွန်းလင်းစေချင်တာဒါပဲနော်အဲ့တော့သိရမယ်ပေးနေတိုင်းဘာမဟုတ်ဘူးလေအလူမဟုတ်ဘူးပေးနေတိုင်းလည်းရစ်မဟုတ်ဘူးတီဆိုနေတိုင်းလည်းချီးမွမ်းခြင်းမဟုတ်အဲ့ဒါသိရမယ်ချီးမွမ်းခြင်းတစ်ချင်းကနှုတ်နဲ့ဆိုလို့ရတယ်ချီးမွမ်းခြင်းရစ်ကတော့နှုတ်နဲ့မရဘူးအသက်ရှင်ခြင်းနဲ့ပဲရတယ်အဲ့ဒါသိရမယ်နော်ကဲဟုတ်ပြီအဲ့တော့ဒီနေ့ကယ်တင်ခြင်းတို့ပြောရင်ဗာလဲအသွေးနဲ့ခန္ဓာကိုယ်ဝတ်ခြင်းတို့ပြောရင်နာဝိညာဉ်နဲ့တိစာဝိပုခြင်းတို့ပြောရင်ကိုယ်ခန္ဓာကဲအဲ့ဒါလေးနည်းနည်းလေးရှင်းပြသွားမယ်ဝိပုခြင်းတို့ပြောရင်ဗာလဲကဲအဲ့ဆိုရှင်ဖះเจ้าလာခြင်းကဝိပုခြင်းပဲဟုတ်ပြီနော်ဖះเจ้าလူရောက်ရင်အဲ့ဒါဝိပုခြင်းစိတ်နှလုံးပါရင်ကိုးကွယ်ခြင်းဟုတ်ပြီနော်တချင်းရလို့တချင်းဆိုရင်အဲ့ဒါဝိပုခြင်းဒါပေမဲ့စိတ်ဝိညာဉ်ထဲကနေပြီးတော့မှဖះကိုကျေးဇူးတင်တဲ့စိတ်နဲ့အဲ့တချင်းကိုဆိုရင်ကိုးကွယ်ခြင်းနားလည်လားအဲ့တော့ပေးခြင်းလို့ပေးရင်ပြောချင်တာရခြင်းလို့ပေးရင်ဝတ်ပြုခြင်းဒါပေမဲ့ဖះကိုပေးလို့ခြင်းတဲ့စိတ်ဘာမှပြန်လို့ခြင်းတဲ့စိတ်မဟုတ်ဘူးဆိုပါတော့ကျွန်တော်တို့စာငတ်တဲ့သူတွေကိုသွားပေးတယ်စေနာမှန်ကိုပြောပြမယ်နော်ငါပေးလိုက်တယ်တွေ့လားဆိုတဲ့စိတ်ကအဲ့ဒါစေနာမဟုတ်ဒါပေမဲ့ငတ်နေတဲ့သူကိုဝသွားစေချင်တာဆိုတော့ကျွန်တော်နည်းနည်းလေးပြောပြမယ်ကျွန်တော်တိတ်တော့ပြောလို့မရှိဘူးကိုဗစ်ကာလမှာကျွန်တော်ကအဲ့တုန်းကမြို့ထဲမှာနေတယ်နိုင်ငံရေးရှုပ်သွားပြီပေါ့နော်ရှုပ်တဲ့အချိန်မှာအဲ့တော့ကျွန်တော်တို့မောင်နှမတွေလည်းတနေရာစီရောက်အဲ့လိုမျိုးပေါ့လူတွေကစိတ်တက်တွေကြအဲ့လိုတွေဖြစ်တဲ့အချိန်မှာပဲတရက်တော့မနက်၄နာရီလောက်ကြီး message ဝင်လာတယ်ကျွန်တော်အကိုရဲ့ငါ့ကိုကယ်ပါတဲ့ငါအသက်ရှူလို့မရတော့ဘူးအဲ့တော့ကိုဗစ်ဆိုတာမသိသေးဘူးကိုဗစ်ဒုတိယ line data လားဟာသွားပြီဘာမှဖြစ်တာလည်းမသိဘူးသူဘာယောဂလည်းမသိဘူးပေါ့နော်အဲ့နဲ့ကျွန်တော်မနက်၄နာရီကားထုတ်တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာကားထွက်လို့ရှိရင်လမ်းပေါ်မှာတွေ့ပြစ်ခံရပါမြို့ထဲမှာတော့ရန်ကုန်မြို့ထဲမှာဒါပေမဲ့ဖြစ်ကိုယ့်အကိုတည်ရရှင်ရေးဆိုတော့ကျွန်တော်ကနေကားထုတ်ပြီးတော့သူ့ကိုတင်ပြီးတော့မှအာရှတုံဝင်သွားတယ်သွားပြီးတော့မှချက်ချင်းပဲစေးကိုတင်ပြီးတော့မှဆိုတော့သူချက်ချင်းဆန်းနဲ့ဆန်းရောမြန်တယ်သူကဟာမရောက်တဲ့ပြန်ထူအောင်ပြန်ထုတ်တယ်အဲ့ဒါကိုဗစ်တယ်ဆိုတော့သူကအရန်လန့်သွားတယ်ချက်ချင်းပြန်ပြီးတော့မှလေဒါပေမဲ့သူကကောင်းတယ်ဟိုစေးစာရေးပြည့်တယ်ဟိုကပန်းလိုက်ကိုသွားပါတယ်ဆိုတော့ကျွန်တော်ပန်းလိုက်ရောက်ကောမနေ့မိုးလင်းကနေလေရှောက်တော့ကားပေါ်ပေးမစင်ဘူးကျွန်တော်ကိုကားပေါ်ပေးမစင်ဘူးဟိုအားတို့စစ်ချင်လို့ကိုဗစ်ဟုတ်မို့ဟာဆေးရုံတင်ပါပေးစစ်ပါတဲ့ဟာဆိုဆေးရုံတင်ပဲလေအဆေးရုံတင်မယ်ဆိုရှင်နဲ့350တဲ့ဟာအဲ့ဒီကိုဗစ်စနိုင်ငံရေးအစတော့350ဆိုတာကဘယ်လောက်ရှိလဲဆိုလို့ရှိရင်ကျွန်တော်တို့ US ဒေါ်လာ4000ကျော်ရှိတယ်ဒီခေတ်နဲ့4000ကျော်ဆိုလို့ရှိရင်အားလုံး380ဟုတ်ပြီနော်ဒီခေတ်နဲ့ US 4000ဆိုလို့ရှိရင်380 160ရှိတယ်နော်အဲ့တုန်းက350ကဒီခေတ်နဲ့ဆိုရင်360ရှိတယ်အဲ့ဒါနဲ့ဘယ်လိုလုပ်မလဲကျွန်တော်ကိုကလည်းဟိုအသေးအံဖြစ်နေသူအသက်ရှူလို့မကောင်းတော့အဲ့ဒါနဲ့ဟုတ်ကဲ့ဗျာကျွန်တော်တို့ပေးပါမယ်လို့ပြောတဲ့ခါကျတော့ deposit 35သိန်းချက်ချင်းတင်ရမယ်ဟာကျွန်တော်လေးတော်တော်လေးခေါင်းထဲမှာလေအရန်ကိုလေဘလူနဲ့မြန်မာပြည်ကပတ်စံမရှိရင်တီရောမင်းနဲ့တူတဲ့ဆိုပြီးတော့ကဲဟုတ်ပြီဆိုပြီးမှကျွန်တော်အနေနဲ့အဲ့ဒီဟာကိုရအောင်ကျွန်တော်အနေနဲ့ deposit တင်တော့ကျွန်တော်အခုအဲ့ဒါစိတ်ဝင်တင်လိုက်စိတ်ဝင်တင်ပြီးတော့မှစောက်လို့မရဘူးဒီမှာစောက်လို့မရဘူးသူတို့အကုန်လုံးအစာလဲလာကျွေးလို့မရဘူးစိတ်ဝင်အကုန်လုံးစီစဉ်တာဘယ်သူမှလာလို့မရဘူးအဲ့တော့ကျွန်တော်ကိုစိတ်ဝင်တင်ပြီး4ရက်လောက်လဲကြာတဲ့ကြောင်ကျွန်တော်မြန်မာနိုင်ငံမှာတဖြည်းဖြည်း post တွေတက်လာပြီကဲကြပါဦးဟာဖြုတ်ကျွန်တော်တက်နာကြတာမြင်မှုတယ်မလားဖြုတ်တယ်ခဏလေးနဲ့တေးတာလူတွေတေးတာဟာအဲ့ဒီမှာအောက်ဆီဂျင်စက်ယုံတွေကပြဿနာတက်ကောပိတ်ခံ
အောက်ဆီဂျင်တန်းစီနဲ့လေကျွန်တော်မျက်စိရှိမှာတကက်ငရဲကမ်းပဲအောက်ဆီဂျင်တန်းစီနေနဲ့ဖုန်းလာတယ်အမေဆုံးပြီးဆိုထိုင်ဖိုးချင်းထိုင်ကုန်တယ်ဟိုတယောက်တောက်တော့လဲအကုတ်အတွက်တန်းစီနေတဲ့ညီမဒါပေမဲ့ဖုန်းလာတယ်မစီနဲ့တော့ပြန်လာခဲ့တော့အကိုဆုံးသွားပြီအဖေဆုံးသွားအဖေတော့တန်းအဖေဆုံးသွားပြီရန်ကုန်မြို့ဆိုတကက်ငရဲကမ်းပဲရန်ကုန်စာတောင်ကားကိုစီးကရှိမောင်းတဲ့နေရာဖြစ်တယ်တက်ဆီတွေမှာဆိုလို့ရှိရင်အောက်ဆီဂျင်အိုးကြီးတင်တော့တကားကြီးဖွင့်ပြီးပေါင်းလမ်းမတွေမှာလေတကက်ငရဲကမ်းဒါပေမဲ့အောက်ဆီဂျင်တန်းစီနေတဲ့လာဖမ်းပြေးရပြန်ပြီအဲ့လိုမျိုးဖြစ်ကျွန်တော်ကြည့်ပြီးစိတ်ထဲမှာအယံ့ကြည့်ကွယ်အဲ့ဒါဇနီးတွေကအဲ့နေကဘာလုပ်နေရလဲဆိုတော့သမင်းချက်ကျွန်တော်က Facebook ကြည့်စိတ်ထဲမကောင်းအဲ့ဒါအောက်ဆီဂျင်ဘယ်မှာရှားမှန်းလည်းမသိအဲ့ဒါကျွန်တော်ကားတစ်စီးရှိတယ်အဲ့တော့2008 Crown ကားလေးပေါ့ကျွန်တော်ဝယ်တာ380အဲ့တော့380ဆိုတော့ဟိုဒီခင်းနေဆိုလို့ရှိရင်တော့3500လောက်တန်းတယ်ကျွန်တော်ဘာလို့လဲလက်ထက်မှာပတ်စံမရှိတော့ကျွန်တော်ကနေတော့အဲ့ဒီကားနဲ့အောက်ဆီဂျင်နဲ့လဲတယ်ဒီမှာ live မှာ post တင်လိုက်တယ်ကျွန်တော်ကားကိုယူသွားပြလို့ခင်ဗျားတို့အောက်ဆီဂျင်ရှိကျွန်တော်လာပြီးကျွန်တော်အဲ့တိုင်းပြောလိုက်တယ်အဲ့ဒီအချိန်မှာကျွန်တော်အောက်မှာ comment လာရေးတယ်ယုံကြည်သူတွေအများကြီးပဲလာရေးတယ်တချို့ကချီးကျူးတဲ့စကားပေါ့နော်ဒါပေမဲ့အဲ့ဒီထဲမှာရေးတဲ့ဟာတော်တော်များများလေးကျွန်တော်ပြောပြချင်တယ်အဲ့ဒါဘာလဲဆိုတော့ဆရာရဲ့တဲ့ဆရာတစည်းပေးလိုက်ခြင်းအားဖြင့်တဲ့နှစ်စီးပြန်ရမယ်ကျွန်တော်လာပြီးတော့အောက်မှာရေးတယ်သူတို့ကတော့စေနာနဲ့ရေးတာဖြစ်ကောင်းဖြစ်နိုင်ကျွန်တော်အဲ့ဒီအချိန်မှာနှစ်စီးပြန်ရခြင်းနဲ့စိတ်လည်းမရှိဘူးဘာမှရခြင်းနဲ့စိတ်လည်းမရှိဘူးလူတွေမျက်ရည်ကြတာပဲသိတယ်ကျွန်တော်ကိုမတတ်တာသေးတာပဲကျွန်တော်သိတယ်ကျွန်တော်မြန်မာပြည်ကျွန်တော်ရန်ကုန်တော့ပွက်လောရိုက်နေတာတနေ့မျက်ရည်ကျွန်တော်ကဓမ္မဆရာဆိုတော့ပူဆိုးတယ်လေယုံကြည်သူတွေလာပြီးဖုန်းတစ်ခေါ်ခေါ်တယ်ဆရာကြီးကျွန်မကယ်ပါအောင်ဆရာကြီးကျွန်မအမကိုကယ်ပါအောင်ဆရာကြီးကျွန်မအမေကိုကယ်ပါအောင်ဟုတ်ပြီနော်အများကြီးလာကျွန်တော်အမှုတော်ဆောင်နေလေခရိယန်တွေကကိုယ်ဓမ္မဆရာတွေကိုအားကိုးတယ်တခုခုဆိုရင်ဆရာတွေကိုပဲအားကိုးကြတယ်အသင်းတော်ဆိုတာအဲ့တော့အဲ့ဒီအပြင်ကမှမယုံကြည်သူတွေကပါသူတို့အားကိုးတဲ့ pride ဓမ္မတွေလည်းမတက်နိုင်တဲ့အခါမှာခရိယန်တွေဘက်ကိုလှည့်လာတယ်ခရိယန်တွေကကူညီတတ်တယ်ဆိုပြီးတော့မယုံကြည်သူတွေကစလာအဲ့ဒီအချိန်မှာအောက်က post ထဲမှာလာပြီးတော့မှ comment ရေးတယ်ဆရာရဲ့တစည်းပေးခြင်းအဖြစ်ဒီထက်ကောင်းတဲ့ကားပြန်ရမယ်အဲ့ဒါကျွန်တော်စိတ်ဝင်စားလိုချင်လို့လည်းကျွန်တော်အဲ့ဒီကားပေးလိုက်တာမဟုတ်အရန်ချမ်းသာကျွန်တော်အဲ့ဒီစည်းပဲရှိတာဒါပေမဲ့ကျွန်တော်အဲ့ကားပေးလိုက်လို့လည်းကျွန်တော်မစင်ရဲသွားဘူးဒါပေမဲ့အဲ့ဒီနောက်ခံအင်အားတောက်လို့လည်းကျွန်တော်ပေးလိုက်တာမဟုတ်ဘူးကျွန်တော်မြင်တာလူတွေတည်နေတယ်အဲ့တော့သူတို့ကိုကျွန်တော်ဘယ်တစ်ယောက်ကယ်နိုင်လဲတစ်ယောက်ကယ်လို့ရရင်လေတစ်ယောက်အသက်ပဲလူအသက်ဆိုတာတန်ဖိုးရှိတယ်နှစ်ယောက်ကယ်လို့ရရင်လေနှစ်ယောက်ရဲ့အသက်ပဲအဲ့ဒီကနေစပြီးတော့မှအကယ်၍များအဲ့ဒီအရာဟာအလင်းတစ်ဆက်ဖြစ်လို့ရှိရင်ငါတို့ရဲ့ခရစ်တော်ရဲ့မြတ်တာကိုမြင်သွားရင်ကျေနပ်တယ်ဟာလေလုယာဟုတ်ပြီနော်အဲ့တော့ကျွန်တော်အဲ့ကားကြီးပေးလိုက်အောက်ဆီဂျင်နဲ့ကျွန်တော်လဲပလိုက်အဲ့တော့သူကအောက်ဆီဂျင်အလုံး60နဲ့အရေတွက်တဲ့ညီတဲ့ပတ်စံကျွန်တော်လာပေးတယ်အဲ့တော့ကျွန်တော်ဆက်တရောဟိုတော့ဝယ်ပြီးတော့အကုန်အလကားပေးပြတာကျွန်တော်အလကားပေးပြတာဟိုအဲ့အသေးတော်လေးလည်းအလကားပေးပြတာတပြားမှပြဘူးကျွန်တော်အဲ့တော့ဖခင်ကကောင်းကြီးပေးတယ်ဆိုတာဒုတိယကိစ္စဟုတ်ပြီနော်ဖခင်ကအစ30စ60ပြန်ပေးတယ်ဆိုတာဒုတိယကိစ္စတင်တို့ပေးတဲ့ရည်ရွယ်ချက်အစ်စ်ကိုပြန်ကြည့်ရကျင်လို့ပေးနေသူအဲ့ဒါရစ်မဟုတ်ဘူးပြောကြည့်အောင်ဗာလဲရကျင်လို့ပေးနေသူအဲ့ဒါရစ်မဟုတ်ဘူးပြောကြည့်အောင်အဲ့ဒါသိရဟုတ်ပြီနော်ဖယားနဲ့ကိုနဲ့ကအပေးယူလှုပ်เสียအကြောင်းမရှိဘူးဖယားကကျွန်တော်တို့ကိုကယ်တာတဲ့မေတ္တာနဲ့ပဲကယ်တာတဲ့ဖယားသခင်ဒီရှေးဥစွာငါတို့ကိုချစ်တယ်တဲ့ကျွန်တော်အရောက်စီတိုင်းဖယားကိုကိုးကွယ်တဲ့100မှာ100လောက်ကလေဖယားကိုချစ်လို့ကိုးကွယ်တဲ့သူမရှိပါဘူးသင်ရင်ကြရဲကြမှာဆိုတော့စပြီးတော့မှယေရှုကိုယုံတာမဟုတ်ဘူးလားပြီးတော့မှယေရှုရဲ့မေတ္တာကိုခံစားပြီးတော့မှယေရှုရဲ့ချစ်ခြင်းကိုခံစားပြီးတော့မှပြန်ချစ်လာတာဖြစ်တယ်အာမင်အဲ့ဒါကိုသိရမယ်အဲ့ဒါကြောင့်ကိုးကွယ်ခြင်းဆိုတာရစ်ပူဇော်ခြင်းသင်ဘလောက်ပေးလဲနဲ့မဆိုင်ဘူးဘလို့ပေးလဲနဲ့ဆိုင်တာဘာစိတ်နဲ့ပေးတာလဲသင်တခြင်းတွေဘလောက်ဆိုလဲသင်တခြင်းကိုလူဘလောက်ရလဲဘလောက်ပေါက်လဲအဲ့ဒါနဲ့လည်းမဆိုင်ပြန်ဘူးအဲ့ဒါကိုသိရမယ်သင်ဘလို့စိတ်နဲ့ဖခင်ကိုဆက်ဆံတယ်သင်ရဲ့ဘလို့စိတ်နဲ့ဆူတောင်းတာလဲအဲ့ဒါအရင်ရေးကြည့်တယ်သင်ရဲ့ဆူတောင်းခြင်းတတ်စေခြင်းကရစ်ဖြစ်နေတာသင်ရဲ့တီဆိုခြင်းတတ်စေခြင်းကရစ်ဖြစ်နေတာဖခင်ကိုကျေနပ်စေခြင်းလားကျွန်တော်တို့ဖြစ်ဖူးတယ်ဒါအရှုံးဆုံးကျွန်တော်ဘာကြောင့်ဒီလိုတွေသင်နိုင်တာလဲကျွန်တော်ဖြစ်ဖူးလို့လေကျွန်တော်ကြီးမွန်းခြင်းကိုယ်ကိုဥဆောင်ပြီးလို့ရှိရင်ကျွန်တော်အောက်ပြန်ဆင်းလာပြီးလို့ရှိရင်ဟဲ့ငါဥဆောင်တော့ဘလို့နေလဲစတာတွေမဟုတ်တာပြောလိုက်ရင်ဖះကိုဘုံပေးပါတယ်ဖះကိုကျင်တဲ့စေဖို့ဖြစ်တာပြီးလို့ရှိရင်ငါဥဆောင်တာဘလို့လဲကျွန်တော်တို့ကအရင်တော့ကဒီမြို့ထဲမှာအဲ့ဒီဖះရှိခိုးတစ်ခုရှိတယ်လာရဲ့နောက်ဆုံးပတ်တိုင်းမှာတစ်ဖွဲ့ပြီးတစ်ဖွဲ့တက်ရတယ်တစ်ဖွဲ့ပြီးတစ်ဖွဲ့တက်ရနော်အဲ့တော့အခုနာမည်ကြီးနာမည်တော့မပြောတော့အခုနာမည်ကြီးနဲ့ဆရာတွေလည်းပါတယ်အဲ့တော့အဲ့ကကချင်ဆရာတယောက်ကဥဆောင်ပြီးတော့မှ तू ကတေကန်ကြီးနေပြီမတေခင်မှာ तू ကနေပြီးတော့မှတကယ်လူငယ်တွေကိုနိုးထစေခြင်းနဲ့ဆိုပြီးတော့ तू ကလှုပ်တာအဲ့တော့တစ်ဖွဲ့တက်တစ်ဖွဲ့တက်အဲ့ present worship ဥဆောင်တဲ့သူတွေကြီးပဲ
တစ်ဖွဲ့ဦးဆောင်နေပြီဆိုရင်နောက်တစ်ဖွဲ့ကအောက်ကနေကြည့်တာဘာလို့ဆိုနေမှလည်းမသိဘူးတကယ်ဆိုရင်ဟိုလိုလောက်ရမှာဒီလိုလောက်ရမှာကဲကြည့်အဲ့တော့ဘာလုပ်နေတာလဲဆိုရင်တချင်းဆိုပြိုင်နေတာသူတို့ကြည့်ပဲလားဆိုဖို့ကိုလည်းပါဟိုတီးတယ်ကွာကိုကမားနေတယ်ကြည့်ပါဦးအဲ့ညမှာတကယ်တော့အညာအဲ့လိုတီးရတာမဟုတ်ကွာသူတို့ရှင်ကျွန်တော်အပေါ်တက်လာလို့ရှင်တော့နှုတ်တိုက်ရွတ်ထားတဲ့ဟာတွေကိုရှေ့မှာရွတ်တယ်အားလုံးပဲဖျားကိုဘုံပေးအောင်ကျွန်တော်အားလုံးဘယ်သူမှအာယုံစိုက်ကြပါနဲ့ကိုကတော့အမှန်ကန်ပြင်လာတာပြဿနာဝရှိအတွက်ဆိုရှင်ဘာတွေပြင်တယ်ဆိုရှင်အဲ့ကောင်မလေးတွေသမင်သွားညက်ကြတယ်စကတ်တွေချုပ်ကြကျန်းစာကျွန်တော်တရားမဟုတ်စုကြတော့မတောင်းအစာရှောင်ပြစ်ဆိုတာလေဝေလာဝေးဟုတ်ပြီနော်ဖျားကြောက်လာတော့အချင်းထုတ်တယ်နော်အဲ့တော့ပြောချင်တာကချင်းမွန်းကိုယ်ွယ်ချင်းဆိုတာတချင်းဆိုတာကိုပြောတာမဟုတ်ဘူးအင်မန်ရစ်အသက်တာကားနေတင်းတို့တီဆိုနေတာပေးကမ်းတာလည်းမဟုတ်ပြန်ဘူးရစ်ပူဇော်ခြင်းအသက်တာနဲ့တင်းတို့ပေးကမ်းနေတာဘလောက်ပေးလဲလို့ပြောတာမဟုတ်ဘူးဘလို့ပေးလဲလို့ပြောနေတာအဲ့ဒါကိုသိရစုဘလောက်ကြာအောင်တောင်းတယ်အဲ့ဒါကိုပြောနေတာလေမဟုတ်ပြန်ဘူးတင်းတို့ရဲ့ဆူတောင်းခြင်းတွေကရစ်ဖြစ်ဖို့ပြားလို့တော့ရှိတာအဲ့ဒါကကိုယ်ွယ်ချင်းဒီကောင်မောင်တို့ချင်းမွန်းချင်းဖြစ်စေကိုယ်ွယ်ချင်းဖြစ်စေအဲ့ဒါကတောင်းမှပြောမယ်နော်ဟိုတခါကျကျွန်တော်အဲ့အကြောင်းတင်လို့ရှိရင်တချို့လူကကျွန်တော်သိပ်မကျင်တတ်ဘူးကျွန်တော်ကအဲ့ဒါတင်ခဲ့တာကြာပြီကျွန်တော်မနေ့ကကျွန်တော်သွားတော့ကြော်မှာမိတ်ဆွေဟောင်းနေတာခုနကသူတို့တွေကစုံတယ်သူတို့ရှေ့မှာကျွန်တော်ခေါ်တဲ့အခါမှာမခေါ်ခင်မှာအဲ့ဒီဆရာမပြောတယ်ကျမတို့ဟို2010ကဒီဆရာတွေအဖြစ်ပြောင်းလဲလာတာဆိုတော့ကျွန်တော်တချို့တောက်လူတွေကကျွန်တော်မသိတော့ဟုတ်ပြီနော်အရင်လူတွေပဲသိတာကျွန်တော်လည်းတော်တော်ကိုအဲ့လောက်တော့အသက်ကြီးပြီလားမသိဘူးနော်ကိုကြည့်တော့လဲ20ပဲထင်တာကိုဒါပေမဲ့ပြန်ကြည့်လိုက်တော့ကျွန်တော်အသက်20ပြည့်တာတော်တော်ကြာနေပြီဆိုအဲ့တော့ကျွန်တော်မေးတစ်ခါတော့ကျွန်တော်စီမှာအဲ့လိုကလေးတယောက်လာတယ်အပြင်ကနေလာတာပေါ့နော်ဒါပြီးတော့မှကြောင်းလာတက်တာအဲ့တော့သူတို့ Facebook ရှိဥဆောင်ခိုင်းတယ်သူကဘာပြောလဲဆိုတော့ကျွန်တော်ထိုင်နေတဲ့ကြားလိုက်တယ်ချီးမွမ်းခြင်းနှစ်ပုတ်ကိုးကွယ်ခြင်းနှစ်ပုတ်ဘာလဲချီးမွမ်းခြင်းနှစ်ပုတ်ကိုးကွယ်ခြင်းနှစ်ပုတ်လောင်းချီးမွမ်းခြင်းနှစ်ပုတ်ကိုးကွယ်ခြင်းနှစ်ပုတ်ဆိုတာဘာကိုပြောတာလဲဆိုတော့သူကပြန်ဖြေဖို့ခက်သိလားဘာဖြေရမှမသိငါသိပြီမင်းမြန်နှစ်ပုတ်နှင်းနှစ်ပုတ်ကိုပြောတာမလားဆိုဟုတ်တယ်ဆရာတဲ့အဲ့ဆိုရှင်သူတို့ပြောတာချီးမွမ်းခြင်းဆိုတာဘာလဲမြန်တီးတာကိုးကွယ်ခြင်းဆိုတာနေတီးတာမင်းဘယ်သူတင်ထားတော့လို့အဲ့တော့တခြားဆရာတွေပြေးလဲဟဲပဲတခြားတင်းတော်တွေလဲဟဲပဲအကုန်လုံးကြည့်လိုက်အတင်းတော်ကြီးအရက် prison worship ကောင်းပါလေဆိုတဲ့အတင်းတော်တွေလဲချီးမွမ်းကိုယ်ဝယ်ခြင်းလို့ပြောရင်ဗာလဲမြန်လာမယ်နေပထမအားရပါရဘာလုပ်မလဲကခုံမယ်ပြီးလို့ရှိရင် music ပြောင်းတာနဲ့ဒီဇိုင်းပြောင်းသွားတယ်မင်းတို့မဟုတ်တာပဲနင်းမြန်နဲ့ဆိုင်လားမဆိုင်ဘူးဘာဆိုင်လို့လဲအဲ့ဒါကြောင့်ကျန်းစာဖတ်ပါလို့ပြောတာကဲကျွန်တော်ကလည်းပြောရအောင်ကျန်းစာမဖွင့်ရင်လူလိန်တာခံရတတ်တယ်စိတ်နှလုံးမဖွင့်ရင်စာတန်လိန်တာခံရတတ်တယ်ပြန်ပြောကြည့်ရအောင်မနေ့ကအဲ့လိုလိုက်ပြောခိုင်းတာလေအရှိကတိုက်ပြီးပြောတာတော့မှလေတကယ်ပောက်ရပြောတယ်ပြောစားမရှိတော့ရှာခလုတ်တတ်တယ်တဲ့လားကျွန်တော်ကတော့နားလည်ပြီးပါတယ်မလေးရှားရောက်တာကြာပြီဆိုတော့လေဗမာစကားမိတ်သွားတယ်လေကျွန်တော်တချို့နိုင်ငံတွေရောက်တယ်how to say I can't speak Burmeseဟုတ်ပြီကျွန်တော်စီမှာတယောက်လူပြတယောက်ပြန်လာကြသူကနေပြီးတော့မှစကားပြောတာရက်ွက်ထဲမှာတငယ်ချင်းပေါ့အဲ့ဒါဇလန်းတစ်ခုထဲမှာပါတယ်ပြန်လာကောအေးတငယ်ချင်းဝေးကအေးကွာမင်းဘလို့ဖြစ်တာလဲအေးငါရှမ်းပြည်သွားခဲ့တာဝေးတဲ့ဟာလားအေးစကားတွေဝေးအေးစကားတွေဝေးလာမင်းခဏရက်တောင်သွားတာလဲဝေးဆိုနေချင်းပြန်နေချင်းပြန်သွားတာအဲ့ဒါကြောင့်မလေးသွားပြီးပြန်သွားလို့ရှိရင်ဟိုရောက်လို့ရှိရင်ကျွန်တော်အီးလို့ပဲမှုတ်တော့ဘယ်လောက်သွားတာလဲတပတ်နော်အဲ့တော့ဒီမှာပေါက်တဲ့ကလေးတွေကတော့တောက်ကလေးတွေတော့သိပ်မပြောလို့လေလူကြီးတွေဘာလို့စကားမတတ်တာတော့နော်လေနော်အဲ့တော့ဒါချင်းလူမျိုးတွေကခဏထားပါတော့တချို့တွေကကျွန်တော်ရန်ကုန်ကသွားတဲ့လူတွေအမလေးမြန်မာစကားကိုပွတ်နေတာပဲမြန်မာလိုနှုတ်ဆက်လို့ရှိရင်နားမလဲသူလေအိုး I don't understand what you say okay ဒီချင်းမြန်သမားတွေနော်ကဲပြန်ပြောကြည့်အောင်ကျန်းစာမဖွင့်ရင်လူလိန်ခံရတတ်တယ်စိတ်နှလုံးမဖွင့်ရင်စာရန်လိန်နာခံရတတ်တယ်ကဲ okay ဟုတ်ပြီဆက်သွားမယ်ကဲအဲ့ဆိုချင်းဘုရားကလူကိုကယ်ခြင်းလားလူကိုချစ်လားကယ်လို့ရလားသိချပြေမယ်ဘယ်လိုကယ်လို့မရဘူးလဲအဲ့ဆိုလို့ရှိရင်နီလန်
တခုရှိကိုရှိတယ်ဟုတ်ပြီနော်တင်မှတ်တာဖယားသည်တင့်အတွက်အကြံစီရှိတယ်ထိုသူသည်လဲတော်လဲဆုံးရသို့မရောက်ဖယားမှာတင့်အတွက်အကြံစီနဲ့နီလန်တစ်ခုရှိကိုရှိတယ်ဟာလေလုယာအဲ့ဒါသိရဟုတ်ပြီနော်အဲ့တော့ကျွန်တော်အံ့ဩတာကအဲ့ဒီဖယားအနေနဲ့ကယ်လို့မရတဲ့ခါမှာ तू မကယ်ချင်တာလားကယ်ချင်တာလူကိုကယ်ချင်ပင်မဲ့ဘလို့ကယ်လို့မရဘူးတဲ့ဖယားအနေနဲ့ကယ်လို့မရဘူးငါမကယ်ချင်တာမဟုတ်ဘူးနော်မင်းကိုကယ်တော့ကယ်ချင်တယ်ဒါပေမဲ့ငါကဖယားဖြစ်နေတယ်အဲ့တော့ငါကကယ်လို့မရမကယ်ချင်တာမဟုတ်ဘူးကယ်ချင်တယ်ဒါပေမဲ့ကယ်လို့မရတဲ့တော့မကယ်တော့ဘူးကွာဆိုပြီးပြန်အိတ်နေတာအဲ့ဒါကျွန်တော်ကလူတယောက်အကူအညီလို့ရင်ဟာဘေးကိုပေးချင်တယ်ဒါပေမဲ့နီးလည်းမရှိဘူးငါမှလည်းမရှိဘူးကဲအဲ့တော့နေ့ကြည့်မယ်အေရင်ဥယျာဉ်ထဲမှာဖယားကနီလန်းလေးတွေကြည့်မယ်နော်ဖယားရဲ့နီလန်းအကြောင်းလေးပြောမယ်ဖယားကအေရင်ဥယျာဉ်ထဲမှာလူရှိရာကိုလာလားဘယ်လိုလာလဲဟမ်အေဒီဥယျာဉ်ထဲမှာလူစားတိမခံတဲ့အောင်လေဘယ်နဲ့အေဒီဥယျာဉ်ထဲမှာအပြစ်တော့မကြသေးဘူးဘယ်နဲ့လူစားတိအတင်းခံခိုင်းနေတာလို့ဟောနည်းနည်း message နဲ့ဟာလေးရှိတယ်ကျွန်တော်ကြော်သွားမှာဆိုလို့ကျွန်တော်မိပြီးကြံခဲ့မှာဆိုတော့ဖျားလာတဲ့ပုံပြောမယ်နော်ဘုံနဲ့တကွလာရင်ကိုးကွယ်ခြင်းဘုံစွန့်ပြီးလာရင်ကဲတင်ခြင်းပြောကြည့်ရအောင်ဘုံနဲ့တကွလာရင်ကိုးကွယ်ခြင်းဘုံစွန့်ပြီးလာရင်အဲဆိုဘုံနဲ့တကွလာတယ်ဆိုတာဖျားလို့လာတာဘုံစွန့်ပြီးလာတယ်ဆိုတာကလူစားတိခံပြီးလာတာသဘောပေါက်လားကဲပြန်ပြောမယ်နော်ဘုံနဲ့တကွလာရင်ဗာလဲဘုံစွန့်ပြီးလာရင်ကဲပြန်ပြောကြည့်အောင်အဲ့ဒါတေချာမှတ်နော်တေချာမှတ်စေခြင်းတယ်အဲ့တော့ဖျားကလောကကိုလာတဲ့ပုံစံ2မျိုးရှိတယ်ဟုတ်ပြီနော်ဘုံနဲ့တကွဆင်းလာတာဘုံနဲ့တကွဆင်းလာတယ်ဘယ်မှာတုန်းကလဲဆိုရင်အေဒီဥယျာဉ်တုန်းကဘယ်မှာလဲထပ်ဆင်းလဲဆိုရင်တိနာတောင်မှာအေဒီဥယျာဉ်တုန်းကဘာပြဿနာမှမရှိဘူးတိနာတောင်လဲကြကြောလူတွေကဖျားကိုဆင်းမလာနဲ့တော့မလာနဲ့ကျွန်တော်သေလိမ့်အဲ့ဒီစကားအေဒီဥယျာဉ်မှာမကြားရဒါပေမဲ့တိနာတောင်မှာတော့ကြားရဖျားကိုရှစ်ခိုးမယ်ပြောပြီးတော့မှဖျားတကယ်လဲလာရောလက်မခံတော့ဖျားရှစ်ခိုးမယ်သူတို့ပြောလားအော်ဖျားဆင်းတော့ဆိုပြင်ထားလားတကယ်လဲလာရောဟမ်ဒီမှာကြောက်နေတယ်ဖျားမဆင်းလာနဲ့တော့တချို့တွေကအများကြီးတိုင်မိထားတယ်တကယ်လို့ရင်မပါတော့သိလားဟမ်ငါတို့တွေတင်တဲ့လောက်ကြမယ်စတိုင်မြင်တော့က तू ပါတယ်တင်တဲ့လဲလို့ကောဘယ်ရောက်သွားမှမသိဒီကလူတွေပြောတာမဟုတ်ဘူးနော်ဟောတိုက်ဆိုင်သွားလားကျွန်တော်ကျန်တာတင်တာတော့ဟုတ်ပြီနော်အဲ့လိုမျိုးကျွန်တော်တို့ကျောင်းမှာတော့ရတယ်လေကျောင်းပြေးဖို့အတူတူတိုင်ပင်ထားတာတကယ်လဲကျောင်းလဲပြေးပြီးထိုက်သွားတော့ဘူးတယ်မအဲ့ကောင်စားတွေပါလေလှုပ်နေကြငါလှုပ်ချင်လိုက်တာတကယ်အဘောလည်းပြောကိုရီးယားကြာလို့ဘယ်သူကတော့တိုက်ပြီးတော့ကိုတော့ပြန်မင်းတို့ကောင်တွေနစ်ကြတယ်ငါလှုပ်လိုက်လို့မင်းအတူတူကျောင်းပြေးမယ်လို့ပြီးတစ္ဆာဖောက်သွားတာဒီကောင်နော်ကဲအဲ့တော့ကြည့်မယ်အေဒီဥယျာဉ်မှာတော့ကဖယားကလူစီယာကိုလာမိကုနာထောင်မယ်ဘယ်လိုလာတယ်လဲအဲ့ဆိုဘုံတဲ့တကွဆိုရင်ဘယ်လိုလာတာလဲဩဖယားလူလာတာဩအရှိမပြောလေဘုံတဲ့တကွဆိုရင်ဘယ်လိုလာတာလဲဘုံစွပြီးလာတာဆိုရင်ဩလူလိုလာတာဩဟိုအရှင်းဆုံးပြောရင်ဗုဒ္ဓဖြစ်လိဖြစ်တာရှိတယ်ဒီလိုအရှင်းဆုံးပြောရင်တင်တဲ့နေရာတွေရှိလိမ့်မယ်ဒါပေမဲ့ရှားလိမ့်မယ်နော် analysis လုပ်တာပေါ့နော်ဟိုကျွန်တော်စမ်းစာတင်တာခွန်အားပေးတာမဟုတ်ဘူးစမ်းစာကို how to ပေါ့နော် how to ဘယ်လိုမျိုးဖတ်ရှုရမလဲဘယ်လိုဆင်ခြင်ရမလဲဘယ်လိုလိုက်ရှော့ရမလဲအဲ့တော့ကျွန်တော်ဆေးပေးမှရင်ဒီကလူတွေအသက်ရှင်မှုမှားမှာပဲအဲ့ဒါကြောင့်ကိုယ်တိုင်ပြန်ဖတ်ပါကိုယ်တိုင်လေ့လာကိုယ်တိုင်ခံယူပါကိုယ်တိုင်ဆင်ခြင်သုံးသပ်ပါကဲအဲ့တော့ဖျားလူလာတယ်ပြောဘယ်လိုလာလဲဖျားကဘယ်လိုလာလဲဖျားလူလာတယ်ဖျားကဘယ်လိုလာလဲဘာကြောင့်အဲ့စကားပြောတာလဲဖျားကလူလာမဲ့တစ်ချိန်ရှိတယ်ဟုတ်ပြီနော်အဲ့တော့အေဒီဥယျာဉ်မှာတော့ကဖျားကဘယ်လိုလာလူရှိရကိုဘယ်လိုလာလဲဖျားလူလာတယ်အဲ့ဒါတော့ရှင်ရေဖျားကလူရှိရကိုလာတယ်
လူကဝမ်းမြောက်ရှင်လန်းကြည်နုဟုတ်ပြီနော်ဘုံစွန့်စရာမလိုဘူးနော်ဘုံနဲ့တကွာလာတဲ့ဖျားကိုဖူးမြင်တဲ့အခါမှာဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းရှင်လန်းခြင်းခံစားရဖျားရဲ့ဘုံကိုဖူးမြင်ရတယ်ဘုံအကြောင်းသူများပြောတာနားထောင်ပြီးဝမ်းသာနေတာမဟုတ်ဘူးနော်အေဒီဥယျာဉ်တဲကလူဆိုတာဒီနေ့ကျွန်တော်တို့ပြောနေတဲ့အောင်မြင်သူဆိုတာသိကြရင်အေဒီဥယျာဉ်တဲကလူကိုကြည့်ဖျားဘုံကိုသူများပြောမှကြားပြီးတော့မှပုံစံဖော်ထားတာမဟုတ်ဘူးနော်ကိုယ်တိုင်ဖူးမြင်တဲ့သူဖျားစကားကိုသူများပြောမှကြားတတ်တဲ့သူမဟုတ်ဘူးကိုယ်တိုင်ကြားတဲ့သူဖြစ်တယ်ဟုတ်ပြီနော်ဖျားကိုကိုယ်တိုင်ကိုးကွယ်တတ်တော်သူဖျားစကားကိုကိုယ်တိုင်ကြားတတ်တော်သူသူများပြောတာနားထောင်ကောင်းနားထောင်မယ်သို့တော့သူများပြောမှဖျားစကားသိတဲ့အထဲမှာအေဒီဥယျာဉ်ထဲကလူမပါဘူးပြန်ပြောမယ်သူများပြောမှဖျားစကားသိတဲ့အထဲမှာဘယ်သူမပါဘူးလဲအောင်မြင်သူဆိုတာအဲ့ဒါကိုပြောတာအဲ့တော့အေဒီဥယျာဉ်ထဲမှာဘာမရှိဘူးလဲပြောမယ်ကြားတာမရှိဘူးပွဲသားမရှိဘူးအောင်တယ်မရှိဘူး prophet မရှိဘူးပြောရအောင်ကြားကမလို့ပွဲသားမလို့အောင်တယ်မလို့ prophet မလို့အောင်တယ်အားကိုရင်အောင်တယ်နဲ့ပဲညားတတ်တယ် prophet အားကိုရင် prophet နဲ့ပဲညားတတ်တယ်အဲ့ဒါအေဒီဥယျာဉ်ထဲမှာဘာမရှိကြားကမရှိအောင်တယ်မရှိမို့လေကြားကမရှိဘာမရှိတာလဲကြားကမရှိတော့ကြောင့်ဖျားစကားကအခုပြောအခုကြားတယ်ဖျားရဲ့ကောင်းကြီးအခုပေးအခုရတယ်ဖျားမြည်စီခြင်းတဲ့အရာကိုအခုပြရဲ့အခုမြင်တယ်ဘာကြောင့်လဲကြားကမရှိဘူးဓာတ်ရိုက်စကားပြောလို့ဖြစ်တယ်ကဲအဲ့တော့ဒီနေ့လူကကြာဆင်းသွားပြီးအေဒီဥယျာဉ်အပြင်ရောက်သွားပြီဖျားကအေဒီဥယျာဉ်တုန်းကလူကိုချစ်လားလူကိုချစ်လားအဲ့ဒါလူကြဆင်းသွားပြီမကြဆင်းခင်တော့လူကိုချစ်တယ်ကြဆင်းသွားပြီချစ်သေးလားချစ်သေးလားအဲ့ဒါအေဒီဥယျာဉ်မှာတော့က100 ရာခိုင်နှုန်းချစ်တယ်ဟေ့ဆိုရင်အေဒီဥယျာဉ်အပြင်ရောက်သွားတော့ဘယ်နှရာခိုင်နှုန်းဟာတကယ်ကြီးလားအဲ့ဒါမျိုးတော့စိတ်ချရကြဘယ်နှရာခိုင်နှုန်းပဲလဲဟာဆိုရှင်လူကောင်းတော့ကဖျားချစ်လားမကောင်းတော့ရောအဲ့ဒါကောင်းတော့ကချစ်တဲ့အချစ်နဲ့မကောင်းတော့လည်းချစ်တဲ့အချစ်ကကွာသွားလားအတူတူပဲလားဟာအဲ့ဒါဆိုသိကြပြီလူရဲ့အကျင့်နဲ့မဆိုင်ဘူးဖျားသိကိုချစ်တာသိရဲ့အကျင့်နဲ့အဲ့ဆိုရှင်ဖျားကလူကိုချစ်တယ်ဆိုတော့ဘာလို့ချစ်တာလဲအကျင့်နဲ့မဆိုင်ဘူးဆိုရင်ဘာကြောင့်မကောင်းတဲ့ချစ်ကောင်းတဲ့ချစ်ဘာကြောင့်ဖြေလေဘာကြည့်ညာတော့ဩဟမ်လူဖြစ်လို့ဩအေးဟိုမမားဘူးလေဖြေပါရပါတယ်လူဖြစ်လို့ဘာဖြေချတတ်တာပြီးတော့ကဲနောက်ဖြေပါဦးဟမ်လူသားဖြစ်လို့သူ့သားဖြစ်လို့မမားပါဘူးမှန်လည်းမမှန်ဘူးကဲလိုက်ဆိုဘုရားသခင်ဒီချစ်ချင်းဖြစ်တာဖြစ်တော်မူ၏ဖခင်ကဘာလဲချစ်ချင်းဖြစ်တာဖခင်မဟုတ်ဘူးနော်ဖခင်ကချစ်ချင်းဖြစ်တာဖခင်မှာချစ်ချင်းဖြစ်တာရှိလားဖြစ်တာလားရှိတာလားကဲဖြစ်တာနဲ့ရှိတာဘာကွာလဲဟမ်ရှိတာကုန်နိုင်တယ်ဟာအပြင်ပိုက်တယ်ရှိတာကုန်နိုင်တယ်ဟုတ်တယ်ဖြစ်တာကမကုန်နိုင်ဘူးနားမလဲတော့ကျွန်တော်မှာဝက်တကောင်ရှိသည်ကျွန်တော်ဒီဝက်ဖြစ်သည်ဟုတ်လားကျမမှာကြက်တကောင်ရှိသည်ကျမဒီကြက်ဖြစ်သည်တူလားဟမ်ဘာကွာလဲဘာကွာလဲကဲဖယားသည်ချစ်ချင်းမြတ်တာဖြစ်တယ်ကဲကြည့်အောင်ကြက်တကောင်ဖြစ်သည်ကြက်ဖြစ်တယ်ကြက်တော်လားတင်ထားပေးတာလားလာစားပေးတာလားအစာကောင်းကောင်းကြည့်လို့တော်လာလားမှတ်ထားချက်ဖြစ်ခြင်းထဲမှာမတွင်ရင်နေနိုင်တဲ့သဘောတဘာဝသူ့ DNA ထဲမှာရှိတယ်။ဒါပြောမယ်နော်မတွင်ရင်
မနေနိုင်တဲ့သဘောတဘာဝဘယ်ထဲမှာရှိတယ်ကြက်ဖြစ်ခြင်းထဲမှာရှိတယ်သူ့ကိုအစာကျွေးထားလို့တွန်တာမဟုတ်ဟုတ်ပြီနော်တင်ပေးလို့လဲတွန်တာမဟုတ်သလိုအောက်ကနေပြီးတော့မှမဲပေးပြီးတော့မှငါတို့ကြက်ကြီးတွန်ကြစို့ငါတို့ကြက်ကြီးတွန်ကြစို့ဆိုပြီးမဲပေးထားလို့2026မှာတွန်ဖို့ရေးတို့ရေးဆိုပြီးတော့လေဟုတ်ဘူးမယုံရင်တွန်နေတဲ့ကြက်ခဲတဲ့ထူကြီးအတောင်ကျိုးသွားရင်နော်နောက်တနေရာပြောင်းတွန်တယ်ဟုတ်ပြီနော်တရားရရင်လည်းပဲဘာမရက်ဘူးတဲ့တွန်တာမရက်ဘူးဘာကြောင့်လဲမတွန်ရရင်မနေနိုင်တဲ့သဘောတဘာဝရှိတာတင်မှတ်ထားကြက်မဖြစ်ပဲတွန်ရရင်တိတ်မောတာကြက်ဖြစ်ပြီးမတွန်ရရင်လည်းတိတ်မောတာမသိလို့ရှိရင်ကိုကြက်လို့ပါလို့လို့ ਨੇ ဒါပေမဲ့ဗာလဲကြက်မဖြစ်ပဲတွန်ရရင်အရန်မောတယ်ကြက်ဖြစ်ပြီးမတွန်ရရင်မောတယ်အဲ့လိုပဲဖျားသားတွေကလေတလားဖျားသားမဖြစ်ပဲစုတောင်းရရင်လေအရန်မောတာဖျားသားဖြစ်ပြီးစုမတောင်းရရင်လေတိတ်မောတာကဲမောတယ်လို့လက်ထားအဲ့ဆိုငါလည်းမပေါ့ကဲအဲ့ဆိုရင်မင်းမယ်ဖျားကလူကိုချစ်လားချစ်တယ်ဒါပေမဲ့ဘာလို့ချစ်တာလဲဘုရားသခင်ကိုယ်တိုင်ကဗါတယ်ချစ်ချင်းမြတ်တာဖြစ်သောကြောင့်သူကိုယ်၌ကကိုမနေနိုင်လို့ချစ်တာကောင်းလို့ချစ်တာလားမနေနိုင်လို့ချစ်တာလားမနေနိုင်လို့ဒီကောင်းကောင်းမကောင်းကောင်း तू ကကိုမချစ်ရရင်မနေနိုင်တာကျွန်တော်မေးမယ်တင်းကိုယ်ဖျားကြောက်တက်လားတင်းကိုယ်မိုးလို့တက်တာလားမနေနိုင်လို့တက်တာလားမှတ်မှတ်ဖြေဖြေဖို့ဘာသာကတော့တယ်အလူငွေကောက်လားအလူငွေကောက်လို့ထဲတာလားမနေနိုင်လို့ထဲတာမှတ်မှတ်ဖြေကျေးဇူးတင်တယ်ဖျားသည်တိုက်တွန်းလို့လောက်တာတခုမှမရှိနော်တင်တို့ရဲ့ဖြစ်ချင်းအပေါ်မှာလောက်သွားတာတခုမှမရှိဘူးသူကိုယ်၌ကကိုတင့်ကိုမချစ်ရရင်မနေနိုင်တာဟုတ်ပြီနော်ကဲပိုင်းခြားသိအောင်ပြောမယ်ဖျားလူကိုအဲ့ဒါဆိုချစ်လားကဲဆိုရှင်ကြည့်အောင်လူကြဆင်းသွားပြီလားလူကြစားလားဖျားကြဆင်းတာလားလူပြောင်းနေတာလားဖျားပြောင်းနေတာလားလူနဲ့ဖျားနဲ့တူတာလူပြောင်းနေတိုင်းသူပြောင်းလဲရအောင်သူကလူမမဟုတ်တာပြောကြည့်အောင်လူကြဆင်းတိုင်းသူကြဆင်းရအောင်သူကလူမမဟုတ်တာပြန်ပြောပြောကြည့်ပြောနေစိတ်ကောက်တိုင်းငါစိတ်ကောက်အောင်ငါနေမမဟုတ်တာပြောငါတက်ဆူတယ်ပေါ့သဘောပေါက်လားတခါကြလို့ရှိရင်ကျွန်တော်တို့ကလေနေငါ့ကိုအဲ့လိုလုပ်ရင်ငါကနင့်ကိုအဲ့လိုပြန်လုပ်မယ်ဆိုပြီးပြောလို့ရှိတယ်ဟုတ်ပြီနော်တင်မှတ်ပါ तू က तू ပဲတရားတင်ဖေကြီးပြောတယ်ဗာနေရနေမယ်ငါပဲပြောလိုက်နေရနေမယ်ဟုတ်ပြီနော် तू လုပ်တယ်လို့ကိုလို့ရအောင်ကိုက तू မဟုတ်အဲ့ဒါသိရကဲအဲ့တော့ကြည့်လူကြဆင်းသွားတယ်ဖယားကလူကိုချစ်မြဲချစ်ဆဲပဲအဲ့တော့အေရီဥယျာဉ်မှာတော့ကဖယားကလူရှိကိုလာပြီးစကားပြောလားစကားပြောခြင်းလားပြောလားအဲ့ဆိုကြဆင်းသွားတော့ပြောခြင်းသေးလားပြောခြင်းသေးလားချစ်သေးလားစန္ဒမပြောင်းသွားဘူးဒါပေမဲ့မေးမယ်နော်ပြောလို့ရလားအားကြောင့်လူကကြဆင်းသွားပြီဖယားစကားကိုနားခံနိုင်တဲ့နှလုံးသားဝိညာဉ်မရှိတော့ receiver ပြတ်သွားတယ်။ဘာပြတ်သွားလဲအပေါ်ကတော့ line တွေကထုတ်လွှင့်နေကို့မှာဖမ်းတဲ့ receiver ကပြတ်သွားတော့သူများမိတယ်ကိုမမိတော့ဖယားကစကားမပြောတာလားမဟုတ်ဘူးကိုယ့်ရဲ့ receiver လစ်နေတာလေနော်ကိုယ့် receiver ပြတ်သွားတယ်အဲ့တော့ဖယားစကားကိုလူခံနိုင်သေးလားဖယားရဲ့ပြောဆိုသွန်သင်ခြင်းတွေကိုလူကမခံနိုင်တော့အဲ့တော့ဖယားကလူကိုပြောသေးလားပြောသေးလားပြောရောနားထောင်လို့ရလားမရဘူးအဲ့ဒါကြောင့်ဖယားကလူကိုမပြောတော့ပါဘူးဆိုပြီးတော့မှမလုပ်ဘူးနီလန်းရှာဘာရှာလဲနီလန်းရှာလူနဲ့ဖယားဆက်ဆံရေးမှားတဲ့အချိန်ကစပြီးတော့မှ prophet စပေါ်တယ်ဟုတ်ပြီနော်အဲ့ဒါကိုဘာလို့ခေါ်လဲ prophet အဲ့တော့ဖယားကအရင်တော့ကဓာတ်ရိုက်ပြောတဲ့အဆင့်ကနေပြီးတော့မှ prophet ကိုပြောရရှာပြီးတော့မှ prophet ကနေတစ်ဆင့်လူကိုပြောရ
အဲ့တော့လူပေါ်မှာဘုရားစေတနာရှိလားပြောခြင်းပေးခြင်းလမ်းပြခြင်းနဲ့စေတနာရှိလားအဲ့တော့ဘာရှာတာလဲနီးဟောနီးလမ်းရှာဘယ်နဲ့ prophet ရှာမှာတော့တင်းရတဲ့ရှာနားမတော်စေတနာရှိလားအဲ့တော့ဘာရှာလဲပြောမယ်သုံးကစေတနာရှိရင်နီးလမ်းရှိတယ်ပြောစေတနာရှိရင်နီးလမ်းရှိတယ်စေတနာရှိရင်နီးလမ်းရှိတယ်စေတနာရှိရင်နီးလမ်းရှိတယ်ဟောငါတို့အတင်းတော်မှာအားနေလားမသိဘူးငါပါဝင်မယ်ဒါပေမဲ့မလုံနဲ့စေတနာရှိရင်နီးလမ်းရှိတယ်ပြောဒါပေမဲ့မလုံနဲ့စေတနာရှိရင်နီးလမ်းရှိတယ်ကိုဖေးကိုကြည့်ပြောဒါပေမဲ့မလုံနဲ့စေတနာရှိရင်နီးလမ်းရှိတယ်ဒါပေမဲ့မလုံနဲ့စေတနာရှိရင်နီးလမ်းရှိတယ်အတင်းတော်မျိုးသားစီတယ်အော်ပါဝင်ခြင်းတယ်ဒါပေမဲ့မလုံနဲ့စေတနာရှိရင်နီးလမ်းရှိတယ်အမျိုးသမီးစီဝင်ပါခြင်းတော်လေဒါပေမဲ့စေနာရှိရင်ဟောကိုပေးပခုံးလေးကြိုင်ပြီးပြောရမှာစေနာရှိရင်နီလန်းရှိတယ်သဘောပေါက်လားမာကြီးဖယားကလူကိုဆက်ဆံလို့ဒီတိုင်းထိုက်ရသေးလားဖယားဂျားကန်ကြိုက်လားမကြိုက်ဘူးနော်ဂျားကန်မကြိုက်တော့ဖယားကလူဟာဓာတ်ရိုက်နားထောင်နိုင်စမ်းမရှိတော့သူကနေဘသူနဲ့ပြောရမလဲဆိုပြီးနီလန်းရှာတယ်အဲ့ဒါ prophet ဟုတ်ပြီနော်အဲ့ဒီအချိန်ကနေစပြီးဖယားစကားစနေတယ်ဘုရားကောင်းကြီးစနေတယ်အရင်တော့ကဓာတ်ရိုက်ရတယ်အခုတော့ဘုသူကိုတဆင့်ပြောရတယ် prophet ကိုတဆင့်ပြော prophet ကနေတဆင့်မှလူစီကိုပြောတော့ဘုရားရဲ့စကားစနေတယ်ဘုရားကောင်းကြီးစနေတယ်အဲ့ဒီကြားထဲမှာယောနာလို prophet နဲ့တွေ့သူ့လိုက်ဖမ်းတာတဲ့အချိန်ကုန်နေတယ်ရှောက်ပတ်ပြေးနေတာဒီလိုမျိုးအသေးပဲဆိုသေးနေပြီတချို့ prophet တွေကယောနာလိုပဲသူ့လိုက်ဖမ်းနေရတာပြောမဲ့လူကဘယ်ပြောက်နေမှမသိဘူးအဲ့ဒါတော့ဖျားเจ้าမှာတခေါက်ဖျားရှိခွာစတော့ဂီတာတီးတဲ့သားလေးကပေါ်မလာအဲ့ဒါနဲ့ဒရန်တီးတဲ့ကောင်ကြီးရှာတယ်တော့ခေါ်လိုက်မယ်သူကပြန်မလာတော့အဲ့ဒီကစားပြီးတော့မှသားသွားခေါ်လိုက်ပြီတော်ပြီဟဲ့ကောင်လာဒီပဲတီးတော့တချို့တွေကသူ့ပြောက်တာမရှာဘူးဆိုတာလေသူ့ပြောက်တာရှာရင်အဲ့ပြောက်တဲ့သူလည်းပြန်လာတော့ဘူးသွားရှာတဲ့လူကပေါ်မလာတော့နော်ကဲဟုတ်ပြီဟောနှစ်နိုင်တော့ထိုးရမယ်နော်ကဲအဲ့တော့ပြောချင်တာကဖယားသည်တင့်နဲ့ပတ်သက်ရဲ့အမြဲတမ်းပါရှိလေနီလန်းရှိတယ်စေတနာတော်ကတော့လုံးဝဟလာမေကွန်းထုတ်เสียဘလို့ 100% သို့တော့ဖယားအကန့်အသတ်မဲ့တဲ့ဖယားမှာလူနဲ့ပတ်သက်ရင်ကတ်သက်ချက်တွေအများကြီးရှိဟုတ်ပြီနော်အခုပဲကြည့်အပြစ်တရားကြီးခါကတေချင်းပေဒီဟာငါတို့ဘုရားကတကိုးရှင်ဖြစ်တယ်ဒါပေမဲ့ကျမ်းစာထပ်ပြောတယ်အသွေးမသုံးတော့မယ်အပြစ်လွတ်ခြင်းမရှိဆိုတော့ဘုရားကိုကန့်သက်လိုက်ဘာကြောင့်လဲဘုရားသခင်သည်နာဝိညာဉ်ဖြစ်တော်မူ၏နော်အဲ့ဒီသဘောပေါက်လားအဲ့ဆိုလို့ရှိရင်လူကိုကယ်ဖို့အတွက်ဘုရားဘာလုပ်ပြီလဲအကြောင်းမူကားကိုခန္ဓာအသက်သည်ဘာနဲ့တည်လဲအဲ့ဆိုအသွေးရှိဖို့ဆိုဘာလုပ်ပြီလဲအဲ့ဆိုလို့ရှိရင်လူကိုကယ်ဖို့ဆိုရင်ဘုရားဘာလုပ်ပြီလဲခန္ဓာကိုယ်လုပ်ပြီဟုတ်ပြီနော်ဘာလုပ်ပြီလဲကဲကျမ်းပိုက်တစ်ပိုက်ဖတ်မယ်ဒီပြည့်30ငွေလားဒီလောကသို့ကြောလာသောအခါအိုဘုရားသခင်ကိုရောဤစိတ်နဲ့ပူဇော်တကားကိုအလိုတော်မရှိဖြစ်၍အကျွန်တော်တို့ကိုခန္ဓာကိုပြင်ဆင်တော်မူပြီးကိုရောဒီတဲ့ရင်းနဲ့ပူဇော်တကားကိုအလိုမရှိသည်ဖြစ်၍ကျွန်ုပ်အဖို့ဘာကိုပြင်ပြီလဲဘာကိုပြင်ပြီလဲကိုခန္ဓာတဲ့အဲ့ဒါသားတော်ဟာဤလောကကိုကြွလာတဲ့အခါမှာပြောတဲ့စကားဟုတ်ပြီနော်သူကနံဝန်းကျင်ဖြစ်တယ်ဒါပေမဲ့လူကိုကယ်ဖို့ဆိုရင်တော့အဲ့ဒါအသွေးနဲ့ကယ်ရမှာဖြစ်တဲ့အတွက်သူဘာလုပ်ပြီလဲကိုခန္ဓာလုပ်ပြီအသွေးကဘာမှတည်တာလဲကိုခန္ဓာမှာဟုတ်14ရှင်ခရဝဲအဲ့တော့ဒါကြီး1ငယ်14ပတ်တော်ဒီလေလူစားတဲ့အဖြစ်ခံယူ၍ဒီကျေးဇူးတော်နဲ့၎င်းတိစ္ဆာတော်နဲ့၎င်းပြည့်စုံတဲ့ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍မေတော်၌တပါးသည်တော်သားတော်ဤဘုံကဲ့သို့သူဤဘုံတော်ကိုငါတို့သည်မြင်ရကြ၏ကဲအဲ့တော့သားတော်သည်လူစားတိခံတယ်လို့မပြောဘူးနော်ဗါလဲနှုတ်ကပတ်တော်သည်ဗါလဲလူစားတိခံယူတယ်ပြီးတော့မှဗါလဲခမည်းတော်၌တပါးသည်တော်သားတော်ဤဘုံအဲ့တော့မှနှုတ်ကပတ်တော်ဆိုတာသားတော်ကိုဆိုလိုတယ်ဆိုတာကိုသိရမယ်နှုတ်ကပတ်တော်အဖြစ်ပြီးလို့ရှိရင်လူစားတိခံတယ်ဘာသာတိခံဘာသာတိခံလဲ
ဆိုရှင်ဟေပြဲ30ငယ်9မှာပြောတယ်ကျွန်တော်ဖို့ကိုခန္ဓာဆိုတာလေအဲ့ဒါဘာဇာတိခန္ဓာကိုပြောတာလေလူဇာတိခန္ဓာအဲ့ဒါဆိုလို့ရှိရင်ကိုးကွယ်ခြင်းလားကဲတင်ခြင်းလားကိုးကွယ်ခြင်းလားကဲတင်ခြင်းလားအဲ့ဆိုဖယားအနေနဲ့လာရင်ဖယားကလူဇာတိခံရင်ကဲတင်ခြင်းလို့ပြောရင်ဗာလဲကိုးကွယ်ခြင်းလို့ပြောရင်ဘုရားသခင်ဒီဗာတဲ့လေနာဝိညာဉ်သဘောပေါက်လားအဲ့ကြောင့်နာဝိညာဉ်လို့ပြောရင်ဘာလို့ပြောတာလဲကိုးကွယ်ခြင်းကဲတင်ခြင်းလို့ပြောရင်တော့အဲ့ဆိုတေးကြတယ်ဘုံနဲ့တကွဆင်းရင်ကိုးကွယ်ခြင်းဘုံစွန့်ပြီးလာရင်ကဲတင်ခြင်းဒီသဘောပေါက်လားနားလည်လားဒီအထိပဲကျွန်တော်ကပြောမှာလက်ခန္ဓာလက်မခန္ဓာကတင်းတို့အပိုင်းဗေဒိမြို့သားဒီသက်သာလုံးနဲ့မြို့သားတဲ့ထူးမြတ်တဲ့ကျမ်းစာကဆိုတယ်အဲ့တော့အဲ့ဒီခေတ်မှာတော့ GDP မရှိဘူးဒါပေမဲ့ message နဲ့တိုင်းပြည်ပြည်ရဲ့ချမ်းသာကြွယ်ဝခြင်းကိုတိုင်းပြည်အကြီးသေးနဲ့မတိုင်းဘူးမလေးရှားဒီစင်ကာပူတက်ကြီးတယ်လူကြီးလည်းများတယ်ဒါပေမဲ့ကမ္ဘာညိုကိန်းနဲ့ကြီးလိုက်လို့ရှိရင်စင်ကာပူဒီမလေးရှားတက်အများကြီးချမ်းသာတယ်အဲ့ဒါဘာကိုကြည့်တာလဲတိုင်းပြည်ကအကျယ်ကြီးပဲလေလူလည်းပိုများတယ် GDP ဘာကိုကြည့်တာလဲ GDP Gross Domestic Product ပြည်တွင်းအတရင်ထုတ်ကုန်တဲ့အတိုင်းနဲ့လူကြီးလည်းမတိုင်းဘူးလူနည်းများနဲ့လည်းမတိုင်းဘူးတိုင်းပြည်ကြီးသေးနဲ့မတိုင်းဘူးတိုင်းပြည်တွင်းကအတရင်ထုတ်ကုန်တန်ဖိုးနဲ့တိုင်းနဲ့အဲ့တော့ GDP နိုင်ကြည့်တဲ့အခါမှာဒီမလေးရှားရဲ့ GDP ကစင်ကာပူရဲ့ GDP တက်အများကြီးနေဟိုကဘီလီယံပေါင်း800ကျော်တယ် GDP ကဒီကောင်ဘီလီယံ300လား400လားပဲရှိတယ်စင်ကာပူနိုင်ငံတိတိလေးနော်အဲ့လိုနော်အဲ့တော့ပြောချင်တာကတိုင်းထွာတဲ့စံနှုန်းတန်ဖိုးတွေမှန်ကန်ဖို့လိုအပ်တယ်ဟုတ်ပြီနော်အဲ့တော့ဗေဒီမြို့နဲ့တက်တာလုံးနဲ့မြို့ကရှင်လိုက်တဲ့ခါမှာမြို့သားကိုခဏမရှင်သေးဘူးတော့မြို့ချင်းရှင်မယ်ဗေဒီမြို့ကတက်တာလုံးနဲ့မြို့ထက်အများကြီးနှိမ့်တယ်ဟုတ်ပြီနော်တက်တာလုံးနဲ့မြို့ကအဲ့ဒီခေတ်ပေါ့ဒီခေတ်ရဲ့9နဲ့တွက်ချက်ပုံရ GDP တွက်ရဲ့ဗေဒီမြို့ထက်အများကြီးကျွယ်ဝတယ်တက်တာလုံးနဲ့မြို့ကဗေဒီမြို့ထက်အများကြီးချမ်းသာတယ်ဒါပေမဲ့ချမ်းသာကမှတ်တမ်းတင်ထားတာကဗေဒီမြို့ကိုမှတ်တမ်းတင်တာလားဗေဒီမြို့သားကိုမှတ်တမ်းတင်တာလားဗေဒီမြို့သားတက်တာလုံးနဲ့မြို့ကိုမှတ်တမ်းတင်တာလားတက်တာလုံးနဲ့မြို့သားကိုမှတ်တမ်းတင်တာလားတက်တာလုံးနဲ့မြို့သားအဲ့ဆိုဖယားကမှတ်တမ်းတင်ကျင်တာဖယားเจ้าကိုလားဖယားသားတွေကိုလားဖယားသားကိုအဲ့ဒါသိရမယ်နော်ဖယားကမြို့ကြီးသေးကိုမှတ်တမ်းမတင်ဘူးမြို့သားကိုပဲမှတ်တမ်းတင်တယ်အဲ့ဆိုတက်တာလုံးနဲ့မြို့ကဗေဒီမြို့ထက်ကြီးတယ်ပို့ပြီးတော့မှ GDP မြင့်တယ်စီးပွားရေးမြင့်တယ်ဒါပေမဲ့ရှင်ဘောလူပြောတာကဘာလဲဗေဒီမြို့သားတို့သည်တက်တာလုံးနဲ့မြို့သားတို့ထက်အလွန်ထူးမြတ်တယ်အကြည့်မြို့ချင်းတော့ရှင်လို့မရဘူးဒါပေမဲ့ဘုရားရှင်မှာမြို့သားချင်းရှင်လို့ရအဲ့ဒါဆိုသူတို့ထူးမြတ်တယ်ဆိုတာဘာလဲအကောင်းစားကားစီးတာလားအကောင်းစားဝတ်တာလားကြီးမားတဲ့ဘုရားကျောင်းမှာတက်တာလားအဲ့ဒါမဟုတ်ဘာလဲမှန်ဒီကိုတည်ခြင်းငါတဲ့ကျမ်းစာကိုအလွန်ကြည်ညိုသောစေတနာစိတ်နဲ့နေ့တိုင်းအစဉ်စစ်ကြည့်ရှုဟုတ်ပြီနော်အဲ့တော့ဒီကနေ့ကျွန်တော်ကရှင်းပြတယ်တွင်တင်တယ်တင်တို့ကိုယ်တိုင်ထူးမြတ်သောအတ္တတာနဲ့တုတ်ကပတ်တော်ကိုစစ်ကြည့်ဖို့ဘုရားရှင်စကားပြောပါစေကျေးဇူးတော်ချီးမွမ်းရအောင်နော်အသက်ရှင်ရေးကောင်းမြတ်တဲ့